မင်္ဂလာပါ The Reader စာဖတ်ပြမယ် channel မှာကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့ဆီယာမဝင်းဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့ကျွန်းကြံရစ်သောအရာဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြချင်ပါတယ်ကျွန်းကြံရစ်သောအရာမိသူမျှမဖတ်ရဆိုတဲ့မှင်နီစကလုံးလေး6လုံးကငငယ်ကို6လန့်နေတယ်တရောလှောင်ပြောင်တတ်တဲ့ခက်ကြောင်ကြောင်မျက်လုံးတွေရှိမှရက်နေရသလိုမလုံမလဲစိတ်နဲ့အခန်းဝင်းကျင်ကိုမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တယ်။လုံကြုံလွန်းလာတဲ့အေးချမ်းငြိမ်သက်ရာကိုပိုင်အခန်းချင်းကလေးထဲမှာနေရင်စိတ်ထဲမှာမလုံမလဲဖြစ်နေမိပြန်တယ်။အေးဆက်ဆက်အခန်းထဲမှာနေရပေမဲ့ငငယ်ရင်ထဲမှာတော့ပူလောင်ဆူမြိုက်စိုးရင်တော့ကားစိတ်တွေကတရှိန်မြတ်မြတ်တောက်လောင်လို့ငငယ်စိတ်ဓာတ်တွေပြိုကွဲနေတယ်လွင့်ပြန်နေတယ်မှိမ့်မိန်နေတယ်အဲ့ဒီလိုအခါမျိုးဆိုရင်ဒီစာအုပ်ကလေးထဲမှာစာရေးရေးဖြစ်တယ်ရင်ပူစည်းချောင်းကိုဖော်ထုတ်ပြစ်တာပေါ့နောက်ပြီးအသက်တွေကြီးလာတဲ့အခါအတွေ့အကြုံတွေအများကြီးရှိလာတဲ့အခါမှာရောငငယ်ခံစားချက်တွေဟာမပြောင်းလဲပဲဒီအတိုင်းပူမြဲပူနေအောင်မှာလားဘာတွေမှမပြောင်းလဲတော့ပဲအရာအလုံးဟာဒီအတိုင်းတည်နေမှာလားငငယ်မှားသလားမှန်သလားဆိုတာဘသူကိုမှမေးမနေချင်ဘူးမေးတော့ရောအမှန်အတိုင်းဘသူကဖြေနိုင်မှာတဲ့လေအားလုံးကိုငငယ်ဘလို့မှမယုံနိုင်အချိန်အခါနဲ့အသက်အရွယ်ကအေးတဲ့ဆုံးဖြတ်ချက်ကိုသာလိုချင်တယ်စလုံးနဲ့နဲ့ကြဲကြဲကလေးရေးထားတဲ့ဝါကြတွေကိုအမြင်အာရုံကထိတွေ့လိုက်တာနဲ့တိမှုခံစားချက်ကလူးလွန်နိုးထားလို့လာမြဲပါပဲလीကျမအတွက်ဆက်ကြောသက်အသက်အရွယ်အတွင်းမှာခြေခွဲပွဲလက်ဆောင်များကိုပေးခဲ့ကြသည်ကျမဘဝထဲမှာအလွယ်တကူထွက်ခွာသွားသူများအတွက်ပူလောင်မှုဆုတ်ချက်များမတရားမှုရောင်စုံများနာကြီးမှုမြင်ကွေးများနှင့်ခက်ကြမ်းကြမ်းရေးချစ်ထားသောဘဝလှုပ်ရှားမှုပကြီးကားတစ်ချက်ကိုပြန်၍လက်ဆောင်ပေးခြင်းသည်ချင်းတူးစွာရွှန်ရှာမိသူလူတစုအတွက်ခါးတီးစွာမုံမိသူမိန်းမတစ်ယောက်အတွက်နှမျောတတယူကျုံမရစွာလွမ်းဆွနေမိသူတစ်ယောက်အတွက်ဒီလိုရေးလိုက်ရလို့ငငယ်စိတ်တွေပေါ့ပါလန်းဆန်းသွားမယ်လို့များထင်လိုက်ပါသလားဟင်းအင်းပါရှင်မျက်နာတွေအများကြီးကိုငငယ်မြင်နေရတယ်ဖွားဖွားအန်တီလေးအဖေအမေကိုကိုကြီးကိုကိုလေးနောက်ပြီးငငယ်မမြင်တွေ့လို့တဲ့မျက်နာတက်မျက်နာစွတ်မေ့ပြစ်တယ်ဖြောက်ပြစ်ပေမဲ့ထင်ထင်ရှားရှားပေါ်လာလိုက်ဝေဝေဝါးဝါးပျောက်သွားလိုက်ဝေဝါးတဲ့အာယုံထဲမှာထင်ထင်ရှားရှားအတိအမှတ်ပြုရမယ်မျက်နာတစ်ခုကိုကန့်တက်လိုက်တယ်မျက်နာကဖွားဖွားရဲ့မျက်နာsecret မိကိုမှုံမှုံကြမှာစိတ်ငကက်ပြူးပြူးကြီးနဲ့ဖွားဖွားရဲ့မျက်နာကိုငငယ်မြင်နေရတယ်ပန်းဖြော်ရောင်နှကန်းတစုံကြားက secret နန့်နဲ့အတူအစိတ်တက်နေတဲ့အတန်ပြင်းပြင်းတွေကိုကြားရလိမ့်မယ်ဖွားဖွားရဲ့အစိတ်တင်စကားတွေဟာမမေအတွက်ဖွားဖွားကမမေအတွက်အမြဲပဲလေမုန်တိုင်းကြသလိုပြင်းထန်ကြမ်းရိုင်းနဲ့ဆက်ဆံမှုမျိုးကိုပဲပေးလေးရှိခဲ့တယ်တခါတလေကိုကိုလေးနဲ့ငငယ်ကိုမုံတိုင်းဖျားခက်ခံရတတ်တယ်မိမိကိုဖွားဖွားကမချစ်သလိုတေးသေးချာချာတွေးကြည့်မယ်ဆိုရင်မိမိကလည်းဖေဖေရဲ့ချစ်သူမဟုတ်ခဲ့ဘူးတဲ့လေဒီလိုဘာလို့ပြောကြတာလဲမတရားသဖြင့်တွေဘာလို့များပြောကျင်ကြတာလဲဆိုတာငငယ်မတွေးတတ်မိမိကဖေဖေကိုရှင့်ကိုကျမချစ်လိုက်တာလို့များစပြောခဲ့မိလို့လားမိမိရဲ့လို့ငငယ်ကမိုက်မိုက်မဲမဲမေးခဲ့ဖူးပါတယ်မိမိဟာဘယ်တော့အခါမှဒီလိုစကားကိုပြောမဲ့မိန်းမဆက်ဆက်လူတယောက်မဟုတ်ဘူးဆိုတာတိတိကြီးနဲ့ငငယ်ကမေးချင်လွန်းလို့မခံနိုင်လွန်းလို့မေးဖြစ်အောင်မေးခဲ့တာပါမိမိကတိုးတိုးတိမ်တိမ်လေးနဲ့ပြောစရာလားဤတဲ့ယောက်ျားတယောက်ကမိန်းမတယောက်ကိုမင်းကိုငါချစ်တယ်ပြန်ချစ်မှာလားလို့မေးပြီးမိန်းမကပြန်ချစ်ပါတယ်လို့ပြောရင်ကိုပဲချစ်သူတွေဖြစ်သွားခဲ့ကြပြီမဟုတ်လားဖွားဖွားရေးလို့ငငယ်မပြောလိုက်ရဘူး
သမီးကိုနှေတက်စေခြင်းလို့မိန်းကလေးဆိုတာနှေတက်နိုင်လို့မှလို့မေမေကငယ်ငယ်ကိုခဏခဏပြောခဲ့တယ်။တဦးကြီးသောသမီးလေးငယ်ငယ်ကိုမေမေလိုမဖြစ်စေခြင်းဘူးတဲ့။သမီးမိန်းကလေးမပွေးပါစေနဲ့လို့တော့ဖះရှိခိုးတိုင်းဆုတောင်းခဲ့တဲ့မေမေရဲ့မေမေသမီးငယ်ငယ်ကမိန်းမတော့မိန်းမပေါ့။ဒါပေမဲ့မေမေငယ်ငယ်ရင်ထဲမှာငယ်ငယ်ကောင်းထဲမှာစာရီရှိတယ်မေမေရဲ့မိန်းမရဲ့ခြေနဲ့မထိခင်တော့မျက်ခင်နင်းပြီးတဲ့အခါမှာပန်းခင်းတယ်လေရက်စကင်းကပြောတယ်ကြာပန်းများဆိုတဲ့ဟောပြောချက်တွေထဲမှာရက်စကင်းကမိန်းမအကြောင်းလင်္ကာရှည်တွေကိုရွတ်ဆိုပြခဲ့တယ်ငယ်ငယ်ရဲ့လှည့်ပတ်နေတဲ့သွေးထဲမှာအဲ့ဒီလင်္ကာရှည်တွေစီးမျောပါနေအောင်ဖေဖေကစာကောင်းပေကောင်းတွေဖတ်ဖို့ငယ်ငယ်ကိုတွင်တင်ခဲ့တယ်လေဒါပေမဲ့အခုချိန်မှာတော့ငယ်ငယ်စိတ်ထဲမှာယောက်ျားမိန်းမဆိုတာတွေမရှိတော့ဘူးဖေဖေကိုပို့ချစ်တယ်မေမေကိုပို့ချစ်တယ်ဆိုတာတွေလည်းမရှိတော့ဘူးငယ်ငယ်ရင်ထဲမှာမှတ်မှတ်သားသားကြံနေရတာကလူတွေရဲ့စိတ်သဘောတွေပါပဲရယူလိုချင်တတ်တဲ့လူစားတွေနဲ့ဆွန့်လွတ်ပေးဆက်တတ်တဲ့လူစားတွေရဲ့လိုပဲမှတ်မှတ်ထင်ထင်ရှိနေတော့တယ်မေမေကအချစ်အတွက်မိုက်ခဲ့မိတဲ့လားရိုးအားပြီးစာစုံမစာတဆာစာကျောင်းသင်ခန်းစာတွေထဲမှာအုံနောက်တစ်ခုလုံးကိုမြုပ်နှံထားတဲ့ပြင်ပဗဟုသုတဆင်းရဲလှတဲ့မိန်းကလေးတစ်ယောက်ရဲ့ပျော့ညံ့မှုတယ်လားမေမေကအချစ်ဆိုတာဘာလဲလို့တခါမှမစင်စားမိခဲ့ဘူးတဲ့ဖေဖေဟာမေမေနဲ့တငယ်ချင်းဖေဖေကမေမေကိုစာနာမလဲတဲ့အခါစာကူးခိုင်းခြင်းတဲ့အခါချော့ချော့မော့မော့အားကိုအားထားပြူရင်စားလိုက်နောက်လိုက်နဲ့နင်းမရှိရင်မဖြစ်ဘူးဆိုတဲ့စကားကိုအမြဲပြောခဲ့တယ်ဆိုတာဖွားဖွားသိပါရဲ့လားလို့မမေးလိုက်ရဘူးမေမေရဲ့ဘာလို့ဒီလောက်သဘောကောင်းနေရတာလဲကိုပဲဘာလို့အပြစ်ဖို့ချင်းရတာလဲအပြစ်ရှိသူကိုရဲရဲရင်ရင်ကြီးအပြစ်တင်လိုက်စမ်းပါမေမေယာမေမေသဘောကောင်းတာလားတိတ်ငယ်နေတာလားလို့ငယ်ငယ်တွေးဖို့မဝင်ပါဘူးမတွေးရပါဘူးမေမေကိုဘာဖြစ်လို့နားလည်မပေးနိုင်ရတာလဲဖွားဖွားရဲ့လို့ပဲမေးချင်တာမမေးလိုက်ရတာပါငယ်ငယ်ပြောကြည့်ချင်ပါတယ်သူငယ်တန်းကလေးက10တန်းအထိမောင်နှမရင်းချာတွေလိုစားတူသွားတူနေခဲ့ကြတဲ့တငယ်ချင်းယောက်ျားလေးတစ်ယောက်ပေါ်ဆယ်ကျော်သက်မိန်းမငယ်ရဲ့ရင်ခုန်ရစ်မှုမှုမှာတန်ရောစင်ဆိုတာလေးတော့မပါနိုင်ဘူးလားလို့ဒါဟာဖြူစင်မှုပေါ့မေမေရိုးသားမှုပေါ့အဲ့ဒီတန်ရောစင်တွေဖြူစင်မှုတွေရိုးသားမှုတွေကြောင့်အရာရှိကြီးတစ်ယောက်ရဲ့လိမ်မာတဲ့သားချောမော့လှပပြီးပျော်ပါမော်ကြွားနိုင်တဲ့ယောက်ျားလေးတစ်ယောက်ကိုယုံမိခဲ့တာချစ်မိခဲ့တာချစ်ပါတယ်လို့ပြောလာခဲ့တာကိုလွယ်ကူကူလက်ခံခဲ့တာတိတ်ကိုစမ်းနေပါသလားဖွားဖွားရဲ့လို့ငယ်ငယ်မမေးလိုက်ရဘူးမေမေရဲ့ဖွားဖွားကရောငယ်ငယ်တွေးသလိုမေမေကိုတက်တက်ညညာကလေးတွေးပေးနိုင်ရင်တိတ်ကောင်းမှာပဲနော်တကယ်တော့မေမေကဖေဖေကိုလှည့်စားပြီးယူခဲ့တာမဟုတ်သလိုဖေဖေကလည်းမေမေကိုလှည့်စားခဲ့တာမဟုတ်ပါဘူးလေဖေဖေအကြောင်းကိုသမီးကပွင့်ပွင့်လင်းလင်းကြီးပြောရင်မေမေကဟန့်အောင်မှတေးကြပါတယ်ဟဲ့ကောင်ပါလေဘာပဲဖြစ်ဖြစ်အဖေကိုဒီလောက်တော့မေမေပြောချင်လေအောင်မယ်ဒါပေမဲ့ငယ်ငယ်ပြောရတော့မယ်မေမေရဲ့ပြောချင်လို့ပြောတာမဟုတ်ပေမဲ့အမှန်တရားဆိုတာရှိကိုရှိနေရမှာမိသားစုလေးအတွင်းမှာတော့အမှန်တရားကခေါင်းပါနေခဲ့ပဲဆိုရင်ဒါငယ်ငယ်တို့မျိုးဆက်အတွက်အမှားကြီးဖြစ်သွားမှာပေါ့ငယ်ငယ်ကအမှားမကြိုက်ဘူးမေမေရဲ့ငယ်ငယ်လည်းမမှားဘူးလို့တော့မဆိုလိုပါဘူးငယ်ငယ်မှားရင်လည်းချက်ချင်းပြင်မှာပါဘသူပဲမှားမှန်းသိလို့ပြင်ရင်ကျေနပ်ပါတယ်အခုတော့မေမေရဲ့ဖေဖေကချောမောလှပတလောက်ချစ်တဲ့ခင်တဲ့သူတိတ်များတယ်ဆိုပါလားဒီလောက်အထိတော့သမီးတယောက်အနေနဲ့ငယ်ငယ်ဂုဏ်ယူတတ်ပါတယ်သူ့ချစ်သူနဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်ကြလို့စိတ်ကောက်တိုင်းစိတ်ဆိုးတိုင်းစိတ်လေးလေးနေချိန်မေမေမြစ်တာရိတ်မှာဘဝတစ်ခုလုံးမြုပ်နှံလိုက်တာတဲ့ဒီအထိလည်းငယ်ငယ်လက်ခံနိုင်ပါသေးတယ်ဒါဟာလဲလူတို့ရဲ့တဘာဝထဲမှာပါတယ်လေအိမ်အောင်ကြပြီးမှဖေဖေမှာချစ်သူရှိမှန်းသိခဲ့ရတဲ့အတွက်မေမေတယောက်နှောင်နှတွေရလို့မဆုံးအချစ်အတွက်မှားခဲ့တယ်လို့ညှဉ်းညူလို့မဆုံး
ဒါလည်းဖြူစင်ရိုးသားတဲ့မြန်မာမိန်းကလေးတယောက်ရဲ့နောင်တဖြစ်နိုင်သေးတာမဟုတ်လားမမေဖွားဖွားတို့ကအကြီးအကျယ်သဘောမတူကြဘူးဆိုတာတော့ငယ်ငယ်မေမေမှုလားမသိဘူးအတော်လေးကိုမခံချင်ဖြစ်မိပါတယ်ယောက်ျားလေးရှင်ဘက်ကသဘောမတူနိုင်လောက်အောင်မိမိမှာမျိုးရိုးစာရိတ္တပညာရေးကျန်းမာရေးဘာမှမချွတ်ယွင်းပါဘူးတခုပဲမိမိမိဘများဟာတာမန်လက်လုံလက်စားရိုးရိုးသားသားတွေမှုပါပဲဖေဖေရဲ့ပထမဆုံးချစ်သူဟာဖေဖေတို့အိမ်ကိုဝင်ထွက်သွားလာနေတဲ့ရွှေကုန်းတဲ့ကြီးရဲ့သမီးဖွားဖွားသဘောတူထားတဲ့ဖွားဖွားရဲ့ချွတ်ချမ်းဝင်သူလည်းဖြစ်နေတဲ့အတွက်ငယ်ငယ်ဝေဖန်တော့မယ်နော်မေမေအိမ်အောင်ပြူတာအရန်ကြီးကိုစောပါတယ်ဒါကတော့မှားတယ်မေမေတို့ကပညာမစုံမဲ့အိမ်အောင်ပြုတ်လိုက်ကြတဲ့အခါခက်ခဲကြမ်းတမ်းလာတဲ့ခရီးကစီးကြိုနေမှာပေါ့လေမေမေနဲ့မေမေမိဘများကတော့နောက်တစ်ချိန်မှာခိုင်မာတဲ့အိမ်အောင်တစ်ခုကိုထူထောင်နိုင်ဖို့ရည်ရွယ်ပြီးဆယ်တန်းအောင်နာခြင်းတူကြပေမဲ့ဖေဖေကိုသာတက္ကသိုလ်ပညာဆက်ပြီးသင်စေခဲ့တယ်မေမေကစီးပွားရေးနယ်ကိုခြေစုံပြစ်ပြီးဝင်ခဲ့ရတယ်ဖေဖေပွဲရတဲ့အချိန်မှာမေမေကလည်းဆိုင်ငန်းတွေဘာတွေပိုင်တဲ့ဈေးတယ်ကြီးဖြစ်နေခဲ့ပြီဖေဖေရုံးတရုံးမှာအလုပ်ဝင်ပြီးမှကိုကြီးကလူလော်လာတဲ့ကိုဝင်လာခဲ့တာကိုကြီးကိုမွေးပြီးတော့ဖေဖေယာတုတက်တယ်တဲ့အရာရှိငယ်လေးဖြစ်သွားတဲ့ဖေဖေကိုအမွေပြတ်ဆွတ်လွတ်ထားတယ်ဆိုတဲ့ဖွားဖွားတို့ကအလိုလိုနေရင်စိတ်ဆိုးပြေသွားရောတယ်လေဒါမြေဦးလေးကအောင်သွဲလို့တဲ့ကိုကြီးကဖွားဖွားတို့မိသားစုရဲ့လက်ပေါ်မှာကြီးခဲ့ရတယ်ကိုလေးကမူကြိုเจ้าမှာကြီးခဲ့ရပြီးငငယ်ကတော့အမိတ်ဆိုင်ကလေးပေါ်မှာလူဖြစ်ခဲ့ရတာဈေးပန်းထဲမှာကြီးခဲ့တဲ့ကလေးဆိုတော့ဖြိုဖြက်ဒိုးတောက်နေရမှနေပြောတတ်တဲ့ငငယ်ကိုဖွားဖွားကသဘောမကျလှဘူးစိတ်ကြိုက်ပုံသွင်းယူခဲ့တဲ့ကိုကြီးလိုပျော့နှဲ့ချွဲပစ်နေပြီးအမြဲတမ်းဟုတ်နဲ့ခေါင်းညှိတ်နေစေချင်တာကိုလေးလိုမျိုးဟုတ်လည်းမပြောမဟုတ်လည်းမပြောသူလှုပ်ချင်တာလှုပ်ပြီးငြိမ်နေတတ်ရင်တော့လည်းဘာမှမဖြစ်ဘူးပေါ့လေမိမိစကားကိုခေါင်းညှိတ်တက်ရုံသာတင်ပေးခဲ့တဲ့သားသမီးတွေမြီးတွေကြားမှာငငယ်ကခေါင်းတစ်လုံးပုံမြင့်နေတတ်တာမို့ဖွားဖွားကငငယ်ကိုညီဆိုကလေးလို့သတ်မှတ်ခဲ့တယ်ငငယ်တိတက်နားလေတဲ့အရွယ်မှာမိမိနဲ့ပတ်သက်သမျှတွေကိုငငယ်ကပဲခွန်းတုတ်ပြန်လေးရှိခဲ့လို့ငငယ်ကဖေဖေတို့မေမေတို့ရဲ့သမီးပဲလေအိမ်မှာငငယ်တို့ကိုလွတ်လပ်ပေါ့ပပနဲ့ပွင့်ပွင့်လင်းလင်းပြောတတ်ဆိုတတ်အောင်ဖေဖေတို့မေမေတို့ကတင်ပေးထားတာပဲအိုးဒါပေမဲ့လည်းညီဖွာတားဖားဆိုတဲ့တွေ့အလျင်တစ်ခုကရှိနေသေးတော့ငငယ်တို့လည်းအိမ်နှစ်အိမ်ကိုမျက်နှာထားနှမျိုးနဲ့နေခဲ့ကြရတယ်လို့ပါပဲမေမေကိုအစိတ်မပါတဲ့ရေမွေလိုတတ်မှတ်ရင်တိတ်မှားသွားမှာပေါ့မေမေပြောတဲ့စကားတစ်ခုကိုငငယ်ဘယ်တော့မှမမေ့နိုင်ပါဘူးငငယ်မေမေဘက်ကနေမခံချစိတ်တွေတကြွဒေါသတွေတဝဝေးနဲ့စိတ်ဆူးတွေပေါက်နေရင်မေမေဖြေသိပ်လေးရှိတဲ့စကားတစ်ခုကငငယ်ဘယ်တော့မှမမေ့ဘူးမေမေကညီအဖေကိုပေါင်းနေတာသူတို့ကိုပေါင်းနေတာမှမဟုတ်ပဲညီအဖေရဲ့တမျက်နှာကိုပဲအမေမြင်တယ်အတန်တန်ပဲကြားတယ်မေမေအတွက်မိသားစုကိစ္စကလွဲရင်ဘသူတွေဘာပြောအသေးအမွှားပဲတဲ့မေမေရဲ့အသေးအမွှားလို့သဘောထားခဲ့တဲ့ကိစ္စတွေဟာအခုတော့အကြီးအမားဖြစ်လာခဲ့ရပြီထပင်းကြိုင်လေးတစ်ကြိုင်ကစတယ်လို့ပြောရင်ယုံကြပါမလားချက်ပေးတဲ့လူကျွေးတဲ့သူစားတဲ့လူအဲ့ဒီလူအားလုံးမှားတဲ့အမှားငငယ်ကအဲ့ဒီလိုပဲဆွဆွဲလိုက်မယ်ဘယ်သူညင်းမလဲငငယ်တို့10တန်းလောက်တုန်းကဖေဖေအစာအိမ်ယောဂါဖြစ်ခဲ့တယ်ဆေးရုံတွေဘာတွေတက်ပြီးကုသခဲ့ရတယ်ရုံးမှာအစည်းအဝေးတွေဆက်တက်လို့စားချိန်မမှန်တာရဲ့ညနေခင်းတွေမှာကော့ဖ်ရရင်တောက်ဖြစ်တာတွေကအဓိကဖြစ်ပေမဲ့ဖွားတို့ကတော့မေမေရဲ့အချက်အပြုတ်ညံ့တဲ့ထမင်းဟင်းတွေကြောင့်မေမေမပြုတ်စုတက်လို့အဲ့ဒီလိုအပြစ်တင်ခဲ့တယ်ဖွားတားမြစ်ချင်တဲ့ရွေချက်ကမေမေဈေးမြောင်းတို့ဖို့ပါပဲရုံးတရုံမှာအရာရှိကတော်ကြီးဈေးထဲမှာငါးချောက်တွေရောင်းနေတာလူမြင်လို့မတင့်တယ်ဘူးတဲ့လေနောက်ပြီးအဖေကိုအမြဲတမ်းပြုစုနေရမယ်တဲ့အိမ်ကိုလှလှပပမုန်းမှန်ချဲ့တာနေရမယ်တဲ့ကိုယ်တိုင်လည်းလှလှပပတနန့်ရှင်းရှင်းကြော့မော့နေအောင်နေတတ်ရမယ်တဲ့အိမ်ကိုလာတဲ့ဖေဖေရဲ့ဂုံတရေရှိဧည့်သည်ကြီးတွေကိုသာ
ပြပြငငါနဲ့လောကဝစကားဆိုရမယ်ပွဲလန်းတွေရှိရင်လဲဝတ်စားစီရင်ပြီးလိုက်တက်ရမယ်တဲ့အိုးစုံလို့ပါပဲလေဒါတွေဟာဟိုးအစာကလေးကတိမ်မြုပ်ပြောက်ွယ်နေခဲ့ပြီးအခုအချိန်မှဘာလို့ပေါ်ပေါက်လာရတာလဲအခြေခံကြကြတွေးကြည့်မယ်ဆိုရင်တော့ဖွားငငယ်တို့အိမ်ကိုပထမဆုံးအကြိမ်ရောက်လာခဲ့လို့ပါပဲငငယ်တို့သားမိကဖွားတို့အိမ်ကိုစက္ကန့်ပိုင်းလောက်ရောက်ဖူးခဲ့ပေမဲ့ဖွားကတော့ငငယ်တို့အိမ်ကိုတခါမှမရောက်ဖူးခဲ့ပါဘူးအဖေစိတ်ယုံကဆင်းပြီးအိမ်မှာခွင့်ရရှင်နဲ့အနားယူတော့အဖေကိုလူမမာမေးဖို့ဖွားရောက်လာခဲ့တယ်ငငယ်တို့အိမ်ရဲ့ရှုပ်ထွေးနေတဲ့ဧကန်းမြင်ဝင်ကိုနှာခေါင်းရှုပ်ကောင်းခါပြီးဖွားစိတ်ညစ်သွားခဲ့တယ်ငငယ်တို့အိမ်ကတော့ထုံးစံအတိုင်းရှုပ်ပွားပေးရနေတာဧကန်းထဲကလက်တလုံးလောက်ထူတက်နေတဲ့ဖုံတွေရဲ့မိမိငချောက်နှံ့ဆူအောက်အောက်တွေရဲ့ကြားကဖွားကိုစီးကြိုကြလေရဲ့ဖွားကားပေါ်ကဆင်းလာတာမြင်တော့ငငယ်တို့မောင်နှမတွေခြေမကင်မိလက်မကင်မိနဲ့ဘလို့ကြိုလိုက်မှန်းကိုမသိတော့ပါဘူးကိုလေးကအလိုက်မသိလွန်စွာနဲ့အဖေပစိုးတစ်ထည်ပြေးယူပြီးစတီပေါ်ကဖုံတွေကိုတထောင်းထောင်းခအောင်ခါနေလိုက်သေးတယ်ဖွားကအိတ်ခမ်းထဲမှာမထိုင်တော့ပဲအိတ်ခမ်းထဲကိုတန်းဝင်သွားတယ်အိတ်ခမ်းထဲမှာလည်းအဖေတယောက်စာသားရှင်းထားပြီးစောင်းပုံတွေချွတ်ထားတဲ့အဝတ်တွေလျှော်ပြီးမခောက်ရသေးတဲ့မိမိလုံးကြီးတွေကိုဖွားကတစ်ချက်ဝေ့ကြည့်တယ်အဲ့ဒီအချိန်မှာမိကဖေကိုစံပြုတ်တိုက်နေတာဖွားကဖေကိုကြည့်ပြီးစားနိုင်ရဲ့လားဘိုက်နာတိလားလို့တူဖွားမေးတယ်အဖေကဝမ်းသာရွှင်လန်းနေတဲ့မျက်နှာနဲ့ခေါင်းညှိပြတယ်မိရဲ့လေအေးမနေဘူးဒီနေ့စံပြုတ်3ပကံတောင်ကုန်ပြီအန်ဒီစက်သားစံပြုတ်လေတိတ်ကောင်းတာပဲအဲ့ဒီဆိုင်ကနာမည်တိတ်ကြီးတာသူများဆိုင်တွေထက်ဈေးလဲကြီးတယ်ဒါတောင်တိုးဝေဝယ်ရတာလို့ပြောရောဖွားမျက်နှာတစ်ချက်တင်းတီသွားပြီဘလောက်ပဲကောင်းကောင်းပေါ့လူမမာဆိုတာအိမ်မှာပဲပူပူနွေ့နွေ့တက်တက်ရှင်းရှင်းချက်ပြုတ်ကြွေးရတယ်အခန်းကိုလည်းတန့်ရှင်းကြစမ်းပါအောင်ရှုပ်ပွားနေတာပဲဧည့်သည်တွေလာတော့ဒီအတိုင်းပဲအခန့်သလားအစချီးပြီးအိမ်ရဲ့လိုအပ်ချက်တွေကိုလက်ညှိုးတညွညွနဲ့ညီတန်းရှည်ကြီးတီကျူပြီးပြန်သွားပါလိရောမိကနည်းနည်းငယ်လေးနဲ့ငိမ့်ဆောင်ကြည့်ရင်ကြံခဲ့တယ်ဖေကပြုံးမိခေါင်းရနေမိကိုလားဖွားကိုလားငငယ်မသိဘူးလေငငယ်တို့အိမ်ကိုခဏလာပြီးအိမ်ရဲ့မတက်မရက်ရှုပ်ထွေးပွေလီတဲ့မြင်ကွင်းကိုကြည့်ုံနဲ့မိအတွက်ဆုံးဖြတ်ချက်တစ်ခုကိုပေးမယ်ဆိုရင်တော့မိဟာအိမ်အောင်ရှင်မပီတာတဲ့မိမတစ်ယောက်ဖြစ်နိုင်ပါတယ်ဒါပေမဲ့မိဘလို့မိမလဲဆိုတာငငယ်တို့မိသားစုပဲသိကြပါတယ်လေမနက်လင်းကြက်မနိုးခင်ကတည်းကအိယာကထားရတယ်တအိမ်လုံးအတွက်မနက်မိုးလင်းစာရဲ့နနက်စာထမင်းဘူးတွေရဲ့တခါတည်းစီစဉ်ရတယ်အားလုံးအစင်သက်ဖြစ်ပြီးဆိုတော့မှငငယ်တို့မောင်နှမတွေကိုနှိုးထားခဲ့ပြီးကိုလေးနဲ့အမေကဆိုင်ခင်းဖို့သွားကြတယ်ကိုလေးကဆိုင်ခင်းပေးပြီးပြန်လာခဲ့ပေမဲ့မိကတော့ဆိုင်မှာပဲနေခဲ့တော့တယ်ငငယ်တို့မောင်နှမတွေနဲ့ဖေလဲနိုးပြီးဆိုတာနဲ့စားကြတောက်ကြပြီးဆိုင်ရာကျူရှင်နေကြောင်းနေရုံနေသွားကြတယ်နေလုံးကြီးကိုလုံးဝမမြင်ရတဲ့အချိန်ကြမှာမိသားစုအားလုံးအိမ်မှာပြန်ဆောင်နိုင်ကြတယ်နေ့စဉ်အလုပ်တွေဟာငငယ်တို့အိမ်မှာဘသူမှခိုကပ်လို့မရဘူးပြန်ရောက်တာနဲ့ကိုကြီးနဲ့ကိုလေးကတအိမ်လုံးရဲ့အင်ဂျီတွေနဲ့သူတို့ပစိုးတွေတခြားလျှော်စရာတွေကိုလျှော်ကြတယ်ငငယ်ကမလုံးကြီးငငယ်လုံးကြီးတွေနဲ့အဝတ်အစားသေးသေးလေးတွေကိုလျှော်မိဘူးတိုက်ရတယ်ဖေကကိုကူပြီးချက်ပြုတ်တယ်အိမ်တန့်ရှင်းရေးလုပ်တယ်အဝတ်ကူလှမ်းပေးတယ်ငငယ်တို့အားလုံးည9 နာရီလောက်မှရှော့ဖို့ချက်ပြုတ်စားတော့လို့ပြီးတယ်အိမ်ကိုအလှဆင်ဖို့အချိန်ရှိနိုင်ပါဦးမလားမေဆိုရင်မိသားစုစကားဝိုင်းမှာပါနိုင်တဲ့ညခက်ရှာရှာဖေနဲ့သားသမီးတွေတယောက်တစ်မျိုးပြောကြဆိုကြရီမောကြတာတွေကိုနားထောင်ရင်နှစ်ယောက်ထိုင်ကလထိုင်ပေါ်မှာခလူးခလောနဲ့ဟောက်တန်ထွက်နေပြီမေရဲ့ဝါဖြိုးတဲ့ခန္ဓာကိုယ်ကြီးကိုဖေကမနက်တနိုင်တွဲပြီးအိတ်ခမ်းထဲကိုခေါ်သွားနေကြကိုကြီးတို့ကမေရဲ့တုတ်ခိုင်တဲ့ခါးကြီးကိုဖတ်အစီတွေအထက်တက်နေတဲ့မေဘိုက်ခေါက်ပူကြီးကိုတက်ခါရက်ခါနဲ့မဆုံးနိုင်အောင်ဝိုင်းစာနေကြတယ်မိကတော့ရီလို့ကြည်နေတော့တာပဲ
အမေရဲ့ aerobic ကူးတင်ပြီနော်တော့ကြအဖေ slim body နောက်ပါသွားမယ်လို့ပြောရင်ဖေဖေကလည်းအားကြမခံဟဲ့အောင်တွေဘာတိလို့လဲလှတာချက်စားလို့မရဘူးကွာဝါရာကဖတ်ထားလို့ရတယ်ငငယ်ပြောလိုက်လေသမီးဟိုနေ့ကအဖေပြောပြထားတာဟုတ်တယ်မေမေကအရက်ပုလို့ငယ်ကဖေဖေကိုပန်ဆယ်ဟီဝယ်ပေးလိုက်လို့ပြောတော့ဖေဖေကပြောတယ်ဝါမလှတာပုမနှုတာတဲ့မေမေကိုတားဖတွေဝိုင်းပြီးစနောက်နေကြတော့အိတ်ချင်မှုတူနဲ့ရီပြန်ရောအရှိတန်နဲ့မေမေကမျက်လုံးမမြင်ရလောက်အောင်ပစုံမုံမိုကြီးတွေတောင်ကုန်းကြီးလိုမောက်တက်လာအောင်ရီတာရှုပ်ထွေးပွားရောက်နေတဲ့အိမ်ထဲမှာရှိတဲ့ပျော်ရွှင်မှုတွေကိုဖွားဖွားမြင်အောင်ကြည့်ပေးစေခြင်းခဲ့ပါတယ်ဖွားဖွားကဖေဖေရာဇဝင်မှာမယူအပ်တဲ့လက်ဆောင်ပတ်တာကိကိနဲ့အလုပ်ကိုတိတိကျကျယူယူဖြောက်ဖြောက်လုပ်နိုင်ခဲ့သူလို့အမြဲဂုဏ်ယူလေးရှိတာငငယ်တို့မိသားစုရဲ့ဝင်ရိုးတစ်ခုဖြစ်တဲ့စီးပွားရေးကိုမေမေကတောင့်တင်းခိုင်မာအောင်ထူမှတ်ပေးနေတယ်ဆိုတာကိုလည်းအတိအမှတ်ပြုစေချင်ပါတယ်ဒါပေမဲ့ဖွားဖွားတီအောင်ပြောမပြနိုင်ခဲ့တဲ့ရင်ထဲကစကားတွေကိုတိမ့်ထားရင်းနဲ့ပဲမြီးဖွားတွေတဖြည်းဖြည်းနဲ့အလှမ်းဝေးသွားရတာပါပဲလေမကြခင်မှာပဲဖေဖေကိုတမားတော်ကြီးတွေနဲ့ထပ်ပြဖို့ဆိုပြီးဖွားဖွားကကားလှုပ်ခေါ်လိုက်တယ်နောက်တော့ကိုကြီးကနေတဆင့်ဖွားဖွားရဲ့အိမ်မှာပဲဖေဖေကိုအနားယူခိုင်းတော့မယ်လို့သိရတယ်ဖေဖေကငငယ်တို့သားမိတွေရဲ့ကကြိုးဆွဲသူပါဖေဖေလိုကြမိသားစုအားလုံးလှုပ်ရှားခဲ့ကြရတာအခုတော့ဖေဖေဟာဖွားဖွားရဲ့ကကြိုးရုပ်ကလေးဖြစ်သွားရပြီလားမေမေကမျက်နှာတိတ်မကောင်းလှပေမဲ့နေကောင်းရင်ပြီးတာပါပဲတဲ့နောက်3-4ရက်လောက်နေတော့ဖွားဖွားကငငယ်တို့သားမိတွေကိုကားလှုပ်ပြီးခေါ်ပြန်တယ်အဲ့ဒီနေ့ကငငယ်တို့သားမိတွေထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့နေ့ပေါ့ကန့်သက်ပိုင်းခြားမှုတစ်ခုကိုမြင်လိုက်ရတဲ့နေ့ပေါ့ဖေဖေကိုဖေဖေလူပြိုဘဝတုန်းကနေခဲ့တဲ့အခန်းမှာပဲခန်းခန်းနာနာပြုစုထားတယ်လေဝင်လေထွက်ကောင်းပြီးလင်းလင်းတန့်တန့်ရှိတဲ့အခန်းကိုအယောင်နုနုဖဖဝဝေခန်းစည်းကြီးတွေနဲ့အလှဆင်ထားတယ်ပြောင်းလဲနေတဲ့ကြမ်းမြင်ကလည်းမှန်ကြည့်လို့ရနိုင်သေးတယ်အပေါ်ပစ္စည်းဆိုလို့မျက်စိရှုပ်စရာဘာတစ်ခုမှမရှိအောင်ခန်းနာလှပကျယ်ဝန်းတဲ့အခန်းကြီးထဲမှာအေးအေးချမ်းချမ်းအနားယူနေတဲ့ဖေဖေကိုမြင်လိုက်ရတော့ငယ်ငယ်စိတ်ထဲမှာဖေဖေမဟုတ်တဲ့လူစိမ်းတစ်ယောက်ကိုတွေ့လိုက်ရတယ်လို့ပဲလေတလှိုင်းလိုက်နဲ့ဝမ်းနေနေသလိုအားငယ်နေသလိုဖေဖေနဲ့မေမေရဲ့ကွာဝေးလှတဲ့အလန့်ခီးကိုမြင်လာမိတယ်အေးဆက်ထုံပြင်းလှတဲ့ဖွားဖွားနဲ့အန်တီလေးတို့ရဲ့ဆက်ဆံရေးကြောင့်လဲအနေကျုပ်နေမိတယ်ဖေဖေဟာငငယ်တို့မိသားစုလေးတွေကိုပြန်ဝင်လာနိုင်ဖို့တတ်တည်တွေရှိပါအောင်မလားလို့တွေးမိတဲ့အထိဖေဖေကတော့ငငယ်တို့သားမိတွေကိုကြည်လင်ရှင်ပြပြီးလမ်းဆန်းတက်လက်တဲ့လှုပ်ရှားမှုတွေနဲ့စကားတွေအများကြီးပြောလို့ဖွားဖွားတို့အိမ်မှာငငယ်တို့တနေကုန်နေခဲ့ကြတယ်ငယ်ကတော့ဖွားဖွားတို့အိမ်ရဲ့အထားအသိုးအပြည့်စင်တွေကိုစူးစူးရှက်ရှက်လေ့လာမှတ်သားရတယ်ငငယ်တို့အိမ်ရဲ့အပြင်အစင်တွေနဲ့ဖွားဖွားတို့အိမ်ရဲ့အပြင်အစင်တွေဟာမနှိုင်းရှင်လောက်အောင်ကွာခြားနေတယ်ဆိုတာသတိထားမိပါတယ်ဖွားဖွားကငငယ်တို့ကိုတရက်တာဖိတ်ခေါ်ကျွေးမွေးပြီးငငယ်တို့သားမိတွေကိုတတိပေးစိန်ခေါ်လိုက်တာများလားလို့တွေးပြီးစိုးရိမ်စိတ်ဝင်လာမိခဲ့တယ်။အိုးဒီလိုတော့လည်းမဟုတ်နိုင်ပါဘူး။ဖေဖေကတတ်မဲ့အယုတ်ကလေးတစ်ယုတ်မှမဟုတ်တာ။မေမေနဲ့အတူအနှစ်20နီးပါးပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းလာတဲ့သူမိဘနဲ့သားသမီးတွေကိုညှတာတတ်သူရင်းရိုင်လွဲတဲ့စိတ်လည်းဖေဖေမှမရှိပါဘူး။အမျိုးမျိုးတွေးအမျိုးမျိုးဖြေခဲ့ရပါတယ်။ငယ်ငယ်တို့လွမ်းပြီးမျှော်နေကြတဲ့ဖေဖေဟာရုံးစားတတ်နိုင်တဲ့နေ့မှာငယ်ငယ်တို့အိမ်ကိုပြန်ပြောင်းလာပါတယ်။ဖေဖေနဲ့အတူဖွားဖွားချမှတ်ပေးလိုက်တဲ့စီကံချက်တွေလည်းပါလာသေးတယ်။ဖေဖေအတွက်မနက်စာထမင်းကိုမေမေမနက်အစောကြီးကတည်းကချက်တဲ့ထမင်းမမဟင်းအေးအေးတွေမကြွေးရဘူး။နောက်ပြီးဖေဖေကိုအပြင်ဆိုင်ရဟင်းတွေအတုပ်တွေမုတ်တွေမကြွေးရဘူး။နောက်ပြီးဖေဖေအတွက်မတည့်တဲ့အစားအစာစည်ရင်းကြီးတစ်ခုလည်းပါလာသေးရဲ့အဲ့ဒါတွေရဲ့နောက်ဆုံးကြတော့မှဖေဖေအတွက်အစားအသောက်တွေကိုဖွားဖွားကပဲတာဝန်ယူတော့မယ်ဆိုတဲ့တဲ့င်းဖေဖေယုံကိုဖွားဖွားကပဲဂျိုင်းပို့တော့မယ်တဲ့ဖွားဖွားကဖေဖေအတွက်ဘလောက်ထိအချိန်ကြာကြာတာဝန်ယူနိုင်မှာလဲ
ငယ်ငယ်တို့မမီကရောဖေဖေကိုပြစ်ထားကြတာမှမဟုတ်တာဒီလိုအတွေ့တွေချက်ချင်းဝင်လာပြီးစိတ်ထဲမှာအထစ်တစ်ခုဖြစ်သွားသေးတယ်ဒါပေမဲ့လည်းလေငယ်ငယ်တို့အားလုံးမိထားလို့မရတာကဖေဖေကြမ်းမာရေးမဟုတ်လားဖေဖေရဲ့အစာလမ်းကြောင်းနဲ့တင့်မဲ့အစာတွေကိုဂယုတစိုက်နဲ့ကျွေးမှဖေဖေအသက်ရှင်မယ်ဖေဖေဘိုက်ကိုထပ်ပြီးအခွဲမခံနိုင်ဘူးဖေဖေစိတ်ချမ်းသာမှလည်းကြမ်းမာမယ်ဒီလိုအတွေ့တွေဝင်လာပြန်တော့ဖွားဖွားကိုတောင်ကျေးဇူးတင်ရမလို့ဖြစ်နေပြန်တယ်ငယ်ငယ်တို့မောင်နှမတွေနဲ့မမီကတော့ဖေဖေအတွက်ဆိုတဲ့ရင်ခုန်တန်တွေပဲရှိနေကြတယ်ဖိုးငယ်ပြောင်းလဲလာတဲ့ဟေ့ဘသူဆောင်မကြည့်ရှုလိုက်လည်းမသိဘူးလို့ဖေတတိထားမိရဲ့အထိငယ်ငယ်ကအိမ်မှုကိစ္စတွေမှာအပြောင်းလဲတွေအများကြီးလုပ်ပစ်တယ်ဒါဟာအလှအပအတန့်ရှင်ကြိုက်တဲ့ဖေအတွက်ဖွားဖွားတို့အိမ်လောက်စနစ်တကျမရှိလာပေမဲ့ပစ္စည်းကလေးတွေသူ့နေရာနဲ့သူကြည်ပျော်ရှုပျော်ရှိလာအောင်ဧကန်အိတ်ခမ်းထမင်းစားခန်းစားဖက်ခန်းတွေလည်းနေသားတကျဖြစ်အောင်စ조사ပြီးစီမံရတယ်ကိုကြီးနဲ့ကိုလေးကိုလည်းစီယုံပြီးပစ္စည်းတွေကိုလည်းရွှေ့တန်းတာရွှေ့ပြောင်းတန်းတာပြောင်းရသမျှအချိန်ကလေးနဲ့တက်သမျှမွမ်းမှန်ရတယ်ဒီလိုလုပ်ဖို့ငယ်တို့ကိုဘယ်သူကမှတိုက်တွန်းတာမဟုတ်ပါဘူးတခြားတယောက်က6လန့်လို့အမိတ်ပေးလို့တိုက်တွန်းလို့လုပ်ကြတာမဟုတ်ပေမဲ့ငယ်တို့မောင်နှမတွေကိုနှိုးဆွာနေတဲ့တွန်းအားတစ်ခုတော့ရှိတာပေါ့လေအဲ့ဒီတွန်းဟာဘာများဖြစ်လိမ့်မလဲဖေကိုတိတ်ပြီးချစ်မြတ်နိုးတဲ့စိတ်ပဲပေါ့ငယ်တို့အားလုံးဖေကိုအရေးတကြီးကြီးနဲ့ဂရုစိုက်ကြပါတယ်ငယ်ဆိုနေ့လေထမင်းစားကြောင်းဆင်းရင်ဖေရုံကိုပြေးသွားလိုက်သေးတယ်ငယ်တို့ကြောင်းနဲ့ဖေတို့ရုံနဲ့တိတ်မဝေးလာတော့ကြောင်းဆင်းချင်းထမင်းမြန်စားဆက်ပိန်ကလေးနဲ့ဖေရုံကိုသွားနနက်စာအတွက်ဖွားကပါဟင်းတွေများချက်ပြီးပို့လဲဆိုတာသိကျင်သေးတယ်လေဖွားကဟင်းချက်လဲကောင်းအစီအစဉ်လဲကောင်းတော့ဖေအတွက်အကောင်းကြီးပါပဲအဲ့ဒီအကောင်းတွေတဲကပဲမကောင်းတာလေးတစ်ခုကိုတော့ငယ်မြင်တွေ့နေရပြီဖေအတွက်ထမင်းကြိုက်ဖွင့်ပြီးပကံများတွေကိုထက်အယုကအစာတင်ပေးပြီးတယူတရကျွေးတဲ့ဖေတပည့်မှာပေါ့အဲ့ဒီမိမကအန်တီလေးရဲ့တငယ်ချင်းနဲ့ဖွားတို့ရဲ့မိတ်ဆွေငယ်ကတော့မြင်ချင်းပဲအတိမိတ်ဆွေလို့မတတ်မှတ်နိုင်ခဲ့ပါဘူးအိမ်ပြန်ရောက်တော့အဲ့ဒီမိမအကြောင်းကိုမလို့မုန်းထားစိတ်တွေနဲ့ပြန်ပြောပြတော့မေကငယ်ကိုရေပွဲဖွဲ့နေသေးတယ်ဖေနဲ့အကိုတွေကတော့မတ်တဝင်းကြောင်းနဲ့မိမဆိုတာဥတိုမျိုးလို့ပြောတန်ကြဘူးတာပဲဒါပေမဲ့ဥရှည်တဲ့မိမတယောက်တော့ရှိလေသေးရဲ့အဲ့ဒီမိမကတော့မေပဲပေါ့မေကတော့ငယ်မုန်းတဲ့အဲ့ဒီမိမကိုငယ်အသက်15နှစ်ပြည့်တဲ့မွေးနေ့ပွဲမှာတွေ့ဘူးတာငယ်9ရက်နှစ်မှာပေါ့ရှစ်တန်းဆောင်ပွဲအောင်ခဲ့တဲ့အတွက်ရောဂုံနုသုံးမသားပါခဲ့တဲ့အတွက်ရောမွေးနေ့ပါပေါင်းပြီးအိမ်မှာဖုံးကြီးစွန့်ကြွေတယ်ဆရာမတွေကိုကြော့တယ်ရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်းဖိတ်ထားတယ်အမှန်ဆိုဒီပွဲကငယ်ပွဲငယ်အတွက်ဂုံပြူတဲ့ပွဲမဟုတ်လားဟင်းငယ်ကမွေးနေ့ရှင်လို့အမိခံလိုက်ရပေမဲ့တကယ်တမ်းဂုံပြူခံရတာကအဲ့ဒီမိမပေါ့နှမ်းဖြူကောင်းလာတဲ့အဲ့ဒီမိမရဲ့အရေးချင်းကိုလူတော်တော်များများကချီးကျူးကြတယ်တေချာရှင်းလင်းပြီးတဲ့ငယ်တို့အိမ်ရဲ့ဧကန်ကိုအန်တီလေးနဲ့အဲ့ဒီမိမမုံမှန်ပြင်ဆင်ကြတယ်နှင်းစီပန်းတွေတစ်ခွပန်းတွေနဲ့အရွက်အမျိုးမျိုးနဲ့အလှဆင်ထိုးဆိုင်ကြတယ်ဆရာမတွေအတွက်ဝယ်ထားတဲ့မျက်နှာတုပ်ပွားကြီးတွေကိုပါကင်ပေပါတွေဖဲစုတွေနဲ့ပုံစံအမျိုးမျိုးချီနှောင်ထုတ်ပိုးကြတယ်နောက်ပြီးအချိုပွဲအတွက်အခွန်နှွာပြီးသားလိမ္မော်စိတ်တွေကိုဓာတ်ထက်နဲ့ရင်ခွဲပြီးအသင့်စားလို့ရအောင်ပြင်တယ်လက်ဖက်ပွဲကိုလည်းမြေပဲကြော်ကြက်သွန်ဖြူငရုတ်သီးစိမ်းအုံးသီးမှုတ်ပစွန်ချောက်ပဲကြော်တွေနဲ့အယောင်မတူတာတွေတမမျှတအောင်ပြင်တယ်ငါးမှုတ်ကြော်ကအစသွားကြားထိုးတံလေးတွေကိုအသုံးပြုပြီးပြန်တော့မဲ့ငှက်ပုံစံမျိုးဖြစ်အောင်ထည့်တယ်ပန်းသီးစိတ်ကလေးတွေကိုစပစ်တီညူညိုတွေနဲ့တွဲလို့ဘဲဥပုံပကံပြားကြီးပေါ်မှာကြွကြွရွကလေးဖြစ်အောင်တင်တယ်စနစ်မကင်ကြောက်ကြော်တုံးတာအစပန်းပုံစံကလေးတွေဖြစ်အောင်အသေးစိတ်ဖုံပေါ်တယ်ဧည့်သည်တွေဟာအစအတော့ထက်စားစရာတွေရဲ့အပြင်စင်ကိုစိတ်ဝင်စားတယ်နောက်ပြီးပြင်ဆင်တဲ့လူကိုပိုပြီးစိတ်ဝင်စားလာကြတယ်အဖြူများများပါပြီးပ
န်းရောင်နုနုလေးနဲ့မိခိုးရောင်ပြပြလေးရောရှက်ထားတဲ့ကီမိုနိုစစ်စစ်ကိုအထက်အောက်စင်တူဝတ်ထားတယ်။သေးသွယ်ပြီးအချိုးစစ်ကြနာတဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်အောင်အင်ကြီးကိုပခုံးဖောင်းဖောင်းနဲ့လဲပင်ဟဟိုက်ကလေးချုပ်ထားသေးတယ်။အဝတ်အစားနဲ့လိုက်ဖက်မဲ့သပင်ပုံစံခက်ရှင်းရှင်းကိုနောက်စီနာမှာခက်ရှင်းရှင်းပုံပုံကလေးထုံထားတယ်။လမ်းလျှောက်လိုက်တိုင်းခေါင်းရမ်းလိုက်တိုင်းတစ်ဖြက်ဖြက်လှုပ်ရှားနေတဲ့ငွေဖြူနဲ့ပလဲစရိုးရှည်ကြောင်ပိုပြီးအမြင်ဆန်းနေပြန်တယ်။မျက်နာကိုတော့ပန်းရောင်ပြပြလေးခြေထားပြီးနှာခမ်းအစုံကတော့ပန်းနုရောင်ရွှွန်းစုံနေတော့တယ်။နှစ်ဖူးပြင်မှာတော့ဆန်ရင်နုကလေးတွေကိုဂျယ်လီကော်နဲ့အမြင်လိုက်ချထားတယ်။လဲပင်နားနဲ့လက်တို့ကိုတော့အရွယ်ကြီးကြီးအသေးအချာရွေးပြီးလှုပ်ထားတဲ့ပလဲတစင်စာကနေရာယူထားတယ်။တစ်ချက်ဝန်းလိုက်တိုင်းဖြက်ခနဲ့အယောင်လက်သွားတဲ့မျက်လုံးတွေကဆွဲဆောင်မှုအရှိဆုံးပါပဲ။အဲ့ဒီမိမကမေမေနဲ့ရှင်ပြီးတော့ထိုင်နေတယ်။နနက်3 နာရီလောက်ကတည်းကထပြီးလိမ့်ချထားတဲ့မေမေမျက်နှာဟာအစီတဝင်းဝင်းနဲ့ပါပဲ။ခန္ဓာကိုယ်နဲ့မလိုက်အောင်တိတ်ကွေးလာတဲ့ခေါင်းလုံးလုံးကလေးရဲ့နှရွက်ကာကာကလေးရဲ့ဟိုးတစ်ချိန်ကဖေဖေချစ်စနိုးနဲ့ဆွဲပြီးစားခဲ့တဲ့နှရွက်ကာကာကလေးပေါ့။စပင်မမဲတွေကိုအုံးစီရွှဲရွှဲလိမ့်ပြီးပြီးကတ်နေအောင်ပြီးအခွန်ကွာနေတဲ့တန်ကလေးနဲ့နောက်စီအလဲမှာညှက်ထားတယ်။မိမိစပင်တွေဟာကြောလေလောက်မှာအဖျားရှူလို့ကိုယ်တိုင်ချက်ထားတဲ့ဟင်းတွေကိုခဏခဏမြည်ရလွန်းလို့စွန်းထင်းပြပြနေတဲ့အနီရောင်ရဲရဲနှကန်းတွေကလည်းပပရှရှနှကန်းဘေးမှာပိတ်နေသေးတယ်။အတစ်လိုက်စုပြိုးနေတဲ့အမေပိုက်ခေါက်သားထူထူကြီးကိုတီဗီရှန်ခပ်ပါပါခင်းရောင်ကမဖုံးကွယ်နိုင်ဘူးလေ။အနက်ခံပေါ်မှာခရမ်းဖောက်ထားတဲ့ရှာလုံးကြီးအပွင့်ကျန်းကျန်းကြောင်အမေရဲ့ခက်ညွညွအသားဟာပိုသူ့ရောင်ပြမှိုင်းသွားတယ်လို့ပါပဲ။ဖေဖေကမမေကိုစဘူးတဲ့စကားတခွန်သွားပြီးတတိယမိသေးတယ်။မိမကြီးညိုပြညက်ကလေးပဲကောင်းပါတယ်ကွာမိတ်ကပ်တွေတိတ်မလိမ့်နဲ့နော်။တော်ကြာချောကလက်မှုတက်ကလေးနဲ့တူသွားမယ်ဆိုသလိုမိမိမျက်နှာကလေးဟာချောကလက်မှုတက်များဖြစ်နေပြီလားလို့မတွေးရပါဘူး။မိမိရင်ဘတ်ပေါ်မှာတော့တန်ကျိုးကုန်းတုတ်တုတ်ရှိရှိကြီးမှာတင်းကားပြကြီးကတွဲလောင်းနဲ့လက်အပင်အမြောက်မှာချလင်းချလောင်နဲ့အတန်မြည်နေတဲ့ရွှေသားလက်ကောက်3ရန်တဝင်းဝင်းနဲ့ပေါ့ငယ်ငယ်စိတ်ညစ်လိုက်တာမိမိကိုစိတ်ညစ်တာမဟုတ်ရပါဘူးမိမိနဲ့ဟိုမိမကိုငယ်ငယ်ရှင်ကြည့်သလိုဖေဖေကရှင်ကြည့်လိုက်မိမှာကိုစိုးရိမ်ပြီးငယ်ငယ်စိတ်ညစ်တာငယ်ငယ်ကဖေဖေကိုလှမ်းကြည့်လိုက်တယ်ဖေဖေကအုတ်နယံကိုမှီးပြီးမေမေတို့ဘက်ကိုမျက်နှာပြူးလို့ခက်လဲထိုင်နေတယ်စီကရက်တလိတ်ကိုဟမ်ပါပါတောင်းရင်မျက်လုံးကိုမှေးဆင်းပြီးကြည့်နေတယ်အဲ့ဒီအကြည့်ကဘသူ့အတွက်လဲငယ်ငယ်သိချင်လိုက်တာဟိုမိမကတော့မေမေကိုမမချင်းထအောင်စကားတွေဖောင်ဖွဲ့ပြောနေရင်ဖေဖေဘက်ကိုမျက်လုံးခဏခဏဝင်နေငယ်ငယ်ဖြင့်မွေးနေတာပြီးသွားတယ်ပျော်ရွှင်လိုက်ရကောင်းမှန်းအောင်မသိလိုက်မိဘူးပွဲသိမ်းကြတော့လဲကြံခဲ့တဲ့မိသားစုတွေစားကြနောက်ကြတယုံယုံနဲ့လှုပ်ရှားနေတဲ့အထက်မှာဖေဖေနဲ့အဲ့ဒီမိမတို့ရဲ့ဟန်ပန်အမူအရာတွေဟာတိတ်ကိုတွက်လက်နှုတ်ပြနေတယ်လို့ထင်မိတော့တာပါပဲဒါပေမဲ့လည်းမေမေကိုယ်တိုင်ကအဲ့ဒီမိမကိုညမနဲ့တတလုံနေတော့ငငယ်ရဲ့စွရင်တော့ကတန်တရားတွေကိုတိုးတိတ်ပဲတင်းဆဲထားလိုက်ရပြန်တယ်တန်တရားဆိုတာအိတ်ရှိတကားပေါက်ကဝင်လာခဲ့ရင်ယုံကြည်မှုဟာနောက်ဖေးတကားပေါက်ကထွက်ပြေးသွားရတယ်ဆိုတဲ့စကားများမှန်လိုက်တာလေဟန်ရဲ့ကိုတော့အဲ့ဒီတန်တရားဆိုတဲ့ဒုက္ခကြီးကဖိစီးနေတော့တယ်တကယ်ပါပဲတနေ့ငငယ်ကိုငငယ်မှန်တခါမကြည့်မြင်ရှိမယ်ဖေဖေမျက်နှာဖေအမူအရာတွေကိုတော့မှန်ကြည့်သလိုကြည့်နေမိတော့တာပဲအရင်ကနဲ့မတူတော့ဘူးလို့လည်းထင်နေမိတာပဲအရှင်ကမေမေနဲ့အတူမိဖို့ထဲမှာလက်ချင်းရှက်ပြီးချက်ပြုတ်ကြော်လှော်ခဲ့ကြတယ်တယောက်ကရင်ငင်ပေးတယောက်ကအဝတ်လျှော်တယောက်နဲ့တယောက်ခွဲမရအောင်တသားရဲနေခဲ့ကြပေမဲ့မေမေနဲ့ငငယ်တို့ကပဲအစိုးရိမ်ပို့ပြီးဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့တားမိလို့လားဒါမှမဟုတ်ရင်ငိမ့်လေးထိုင်ပြီးတွေးနေစရာအကြောင်းရှိလို့လားမိသားစုနဲ့အတူဝိုင်းကူမလုပ်ချင်တော့ပဲငယ်ဘဝကိုအေးချမ်းငြိမ်သက်မှုတွေအပြည့်စိန်ရှိနဲ့နေချင်တော့တာပဲလားဖေဟာငငယ်တို့သားမိတွေနဲ့တန်းတူရည်တူနေနိုင်မှုမရှိတော့ပါဘူး
ရုံးအားရက်တွေမှာလည်းအိမ်မှာအနေနဲ့ပြီးဖွားဖွားတို့အိမ်မှာအနေများလာတယ်ငငယ်ကတော့အဖေနဲ့အတူမခွဲမခွာရှောက်လိုက်ဖို့ကြိုးစားတယ်ဖေကလည်းငငယ်ကိုစိတ်လိုလက်ရခေါ်တယ်ဖွားဖွားနဲ့ငငယ်ရဲ့ငိမ့်ချမ်းရေးတယ်လေ။အိုးဘလို့ပဲဖြစ်ဖြစ်ငငယ်တယောက်တည်းမမြင်ကွယ်ရာကနေပြီးစိတ်တော့ကရောက်နေရတာထက်ဖွားရှိမှခေါင်းညိတ်တိမ်မွေ့တဲ့အတက်နဲ့ဟန်ဆောင်ပြုံးရတာတတ်တာတယ်လို့ထင်မိသေးတယ်လေ။မမရရဖွားရအိမ်မှာအာပူရှာပူချက်တဲ့နေ့ငငယ်မှာတော့အာရီရှာရီတာမကအုံနောက်တွေရှင်နေပါပူခဲ့ရပါရောလား။တစိမ့်မိမတယောက်ကကိုလို့ခေါ်ပြီးကိုနဲ့ကလေးရနဲ့ပြုစုယူရနေတာတွေကိုရီမောရှင်ပြစွာနဲ့ကျေနပ်နေတဲ့သူအဲ့ဒီလူကဖေပါပဲအန်ဒီလေးရဲ့တကယ်ချင်းဖေတပည့်မကဖွားရိမ်မှာအာပူရှာပူလာချက်ပေးတယ်မိသားစုဝိုင်းထိုင်တဲ့ဇပွဲမှာဖေနဲ့ကက်ရက်ကအဲ့ဒီမိမထိုင်တယ်အဲ့ဒီမိမကအားလုံးရဲ့မုတ်ပွဲတွေကိုပြင်ပေးတယ်ဖေအတွက်မုတ်ပွဲပြင်တော့ကိုနဲ့အဆက်တွေစားလို့မဖြစ်သေးဘူးငါပို့ထည့်ပေးမယ်နော်ကိုရေတော်တော့လေနောက်ခဏနေမှတခါစားချင်စားတခါတည်းပြည့်သိပ်သွားအောင်မစားနဲ့အဲ့ဒီလိုကိုတန်ဆုံတီးဝိုင်းကြီးကိုမြည်လို့ငယ်ကအံ့ဩတဲ့မျက်လုံးပြူကြီးနဲ့ဟိုဒီကြည့်နေမိပေမဲ့ကြံတဲ့သူတွေကတော့ဘာမှမထူဆန်းသလိုမုံကိုပဲဂယုဆိုင်စားနေကြတယ်ဖေကအဲ့ဒီမိမရဲ့အမိန့်ကိုနာခံပြီးနောက်တစ်ပတ်ကန်အောင်ထပ်မတောင်းတော့ဘူးဖေစားပြီးတော့ထမင်းစပွဲကလည်းထသွားရောအဲ့ဒီမိမကစားလက်စပကံကိုချထားခဲ့ပြီးဖေအတွက်အားစီးယူပြီးတယ်ရှည်နွေးငှဲ့ပြီးတယ်တိတ်ကိုရင်းနှီးကျွမ်းဝင်တဲ့အဆင့်တွေပဲလှိုက်လှဲတဲ့အပျော်အဆိုအမူအရာတွေဟာအန်နီယေကိုဖိတ်ခေါ်နေကြတယ်လို့ငငယ်ကထင်လိုက်မိတယ်ဖေကအမေညီမသားသမီးရဲ့ရှေ့မှာတကိုတဲ့ကိုနေတဲ့မိမကိုရဲတင်းဖော်ရွပဲဆက်ဆံတယ်အဲ့ဒီမိမကလည်းဖွားကိုမာမီတဲ့အဲ့ဒီမိမကိုဖွားကသမီးတဲ့ငငယ်ရင်ထဲမှာနောက်ကြည့်လိုက်တာဒါပေမဲ့ဖွားတို့အိမ်ကိုအဝင်အထွက်များပြီးတန်တမန်ဆက်ဆံရေးနဲ့ရင်းနှီးကျွမ်းဝင်စွာပြုနေပြီဖြစ်တဲ့ငယ်ကထိန်းနိုင်ခဲ့ပါတယ်ကိုကြီးကိုတော့ပုံမှန်လင်းပဲလက်ကုပ်ပြီးမေးခဲ့ရသေးတယ်အဲ့ဒီမိမရဲ့အကြောင်းကိုပေါ့နင်ကလည်းဟာစိတ်ပူမနေစမ်းပါနဲ့သူ့အသက်က အန်ဒီလေးထက်တောင်ငယ်သေးတယ်သူ့အဖေကလည်းအဖိုးတို့လိုအရာရှိကြီးတယောက်ပဲအခုမှပင်စင်ယူပြီးသူ့ဇာတိကိုပြန်သွားကြလို့သူကတော့အဆောင်မှာနေတယ်လေဒါကြောင့်ရုံးပိတ်ရက်တွေနဲ့ဖွားတို့နဲ့လာနေတာပေါ့ဖွားတို့နဲ့သူတို့မိသားစုကငငယ်ကလေးတဲကအတူနေလာခဲ့ကြတာပဲအန်ဒီလေးလို့ခေါ်သလိုလိုက်ခေါ်တာနေမှာပေါ့ဟာလို့ကိုကြီးကပေါ့ပပပဲပြောပြန်တယ်ကိုကြီးပြောပြတာတွေကလည်းလက်ခံနိုင်လောက်တဲ့အကြောင်းတွေဖြစ်တာမို့ငယ်ငိမ်နေလိုက်တယ်ကိုကြီးနဲ့အဲ့ဒီမိမလည်းရင်းနှီးကြတာပဲဖွားတို့မိသားစုရဲ့ဓလေ့ထုံးစံအတိုင်းမာမီဒယ်ဒီပမမတွေယောဂနောဂနဲ့ထိတ်ပုတ်ကောင်းပုတ်ယဉ်ကျေးမှုတွေနေမှာပါပဲလို့တတွေးလိုက်ရပြန်ရောဖေရန်ကုန်ကိုအစည်းအဝေးသွားရမယ်ဆိုတော့ငငယ်စိတ်ထဲမှာအသေးချာတွက်လိုက်မိတယ်ဟိုမိမပါသွားမှာပဲလို့ဒါပေမဲ့ငငယ်မှားသွားတယ်ငငယ်ထင်သားသလိုရန်ကုန်ကိုပါမသွားပဲငငယ်တို့အိမ်ကိုတော့ညအိတ်ရောက်လာခဲ့သေးရဲ့လေမေနဲ့မတွေ့ရတာကြာလို့တဲ့အဖြစ်ကတဲကဲလှုပ်နဲ့ငယ်တို့အိမ်မှာချက်ပြုတ်ကြော်လောပြီးလက်ဆွမ်းပြလိုက်တာမေအကြိုက်အစီအစိတ်တွေအမျိုးချက်တွေအဝတ်အစားတွေကိုဟိုပုံချုပ်ပါလားဒီပုံချုပ်ပါလားနဲ့အိမ်နေရင်ဝတ်ကိုမေကိုခါရှည်အင်ကြီးတွေညှက်ပေးချုပ်ပေးအော်မေတောင်အဆွဲကြီးဆွဲလို့ညမနဲ့ငယ်မှာသာတစ်ဖက်သက်တဝင်းတို့မကြီးဖြစ်နေတော့တယ်ဒါပေမဲ့လူအကြောင်းပေါင်းကြီးမသည်ဆိုသလိုပဲအိမ်မှာတပတ်လောက်လာနေသွားတဲ့အဲ့ဒီမိမအကြောင်းကိုငယ်သိလိုက်ရပြီတိတ်ပြီးနှမျောစရာကောင်းလာတယ်လှပကြော်ရှင်တဲ့မိမတယောက်ရှင်ကျေးတိမ်မွေးတဲ့မိမတယောက်အိမ်နောက်မှုထိမ့်သိမ့်တဲ့ပညာတွေပြေဝကျွမ်းစစ်တဲ့မိမတယောက်အဲ့ဒီမိမရဲ့အရေးအချင်းတွေကိုငယ်နှမျောမိတယ်မိမတယောက်ရဲ့အလှပအမှုအရာတက်ကြွမှုဒါတွေအားလုံးကိုသူ့အတိုင်းသာတန်ဖိုးမဖြစ်နိုင်တော့ဘူးလေဒီလိုမှမဟုတ်ပဲတခုခုနဲ့အလဲလှုပ်ဖို့စူးစမ်းမယ်ဆိုရင်တော့
အလွဲသုံးစားပြုရာကြတော့မယ်ငယ်ငယ်ကတော့အဲ့ဒီမိမပြောတဲ့စကားတွေကိုနားထောင်ရင်းကြောက်လာတယ်တကယ်တော့သူ့စိတ်တိုင်းကျနေနိုင်မှုပုံစံအတွက်ဖေဖေကိုကောင်းကောင်းအသုံးချနေတာပဲလုပ်ဖို့ကောင်းမဲ့တွေရဲ့အပေါ်မှာတကူအာနာစွမ်းအားပြကျင်တာတွေဌာနတစ်ခုရဲ့အကြီးအကဲဖြစ်တဲ့ဖေဖေကိုချီးကပ်ချင်သူတွေအတွက်ပွဲစားလုပ်ချင်တာတွေဖေဖေဌာနမှာဒီမိမပြီးရင်ပြီးတယ်ဆိုတဲ့ပါဝါမျိုးကိုရဖို့ကိုမလာလုပ်နေတာငယ်ငယ်တိတ်ကိုဆက်ဆုံမိတယ်တိတ်ရိုးအေးတဲ့မမေကိုငယ်ငယ်ဘလို့ရှင်းပြရမလဲအပြုစုအယူရတွေမှာတာယာနေတဲ့ဖေဖေကိုရောငယ်ငယ်ဘလို့ရှင်းပြရမလဲအမှန်တရားရေငယ်ငယ်စီကိုမြန်လာပါငယ်ငယ်မှာဖေဖေတို့ကိစ္စနဲ့ပတ်သက်ရင်အမြဲပဲအကျဉ်းကျပ်နဲ့ရင်ဆိုင်ခဲ့ရတယ်တငယ်ချင်းတွေကနင်တို့အဖေကနင်တို့အမေမဟုတ်တဲ့မိန်းမတစ်ယောက်နဲ့ဗမာတွေ့လိုက်တယ်ညာမှာတွေ့လိုက်တယ်ဆိုရင်ငငယ်မှာမျက်နာတွေထူပူးပြီးဘာပြောရမှန်းမသိခဲ့ဘူးမမေကိုကြပြန်မပြောရဲဘူးငငယ်မှာအမှန်တရားကိုပဲတန်းတာလို့သာနေရတော့တယ်ငငယ်တိတ်ကိုမျောလိနေတဲ့အမှန်တရားကြီးဟာစိုက်မစင်ပုံမစင်ခခတီးတီးကြီးရောက်လာခဲ့တဲ့နေ့ငငယ်ဘက်ကသာအမှန်တရားလို့ဆိုပေမဲ့သူတို့ဘက်ကတော့တန်တရားအစင်ကမကြော်သေးပါဘူး။ဘာပဲပြောကန်ဆိုးခြင်းရဲ့အစာကိုတော့နှစ်ဖက်စလုံးတက်နေမိခဲ့ကြပြီ။ငငယ်တို့ကိုရန်ဆောင်ပွဲကြီးဖြည့်ပြီးတဲ့နှွေချောင်းပိတ်ရမှာကိုလေးတို့ဂီတာတီးလေးချင်းတဲ့အဖွဲ့နဲ့အတူမြို့ဝဆိုနာကမမေဝဲထားတဲ့ခြံစီကိုသွားကြတယ်။တီးကြမယ်ဆိုကြမယ်တငယ်ချင်းတွေအများကြီးနဲ့စားစရာတွေနဲ့စပိန်ကိုကြီးနဲ့ပေါ့။အိမ်ရှိမှာဖေဖေကားကိုမမျှော်လင့်ပဲတွေ့လိုက်ရတယ်။ဖေဖေကားကိုမြင်ချင်းပဲငငယ်ရင်ထဲမှာထိတ်သွားမိတယ်။ကိုလေးမျက်နှာကိုလှမ်းကြည့်လိုက်တော့သူ့လဲမျက်လုံးပြူလို့အိမ်ချံဝမှာဆူညံနဲ့စပိန်တွေကိုရက်ကီတာကိုအတန်ကျကျခောက်ပြီးဝင်ကြတယ်။အဲ့ကမ်းမှာအဲ့ဒီမိန်းမဖေဖေရောဆိုတော့အိမ်သာတက်နေတယ်တဲ့။ငငယ်ကခက်တီတီပဲဘာလာလောက်ကြတာလဲလို့မေးတယ်။အဲ့ဒီမိမကရီးပြီးအဖေကြီးကအန်ရယ်မလွယ်ထားနိုင်ဘူးတဲ့လို့ဝင်ရောတယ်။အော်ရုံးကနေပြီးဒီအထိတောင်အိမ်သာလာတက်သလားလို့ဆောဆာလာလောင်နဲ့ပြန်ပြောတော့မြို့စွန်နာကရုံးတရုံကိုလာရင်ဒီဘက်ရောက်တော့အိမ်ဝင်ကြည့်တာအခုမှအရေးပေါ်အိမ်သာရောက်နေတာလीလို့အတန်ပြရှက်နဲ့ပြောတယ်။ဖေကလည်းအိမ်သာပေါ်ကဆင်းလာပြီးခဲမလောက်ဒီဝိုင်းလာမှန်းသိရင်တို့မလာပါဘူးဘာညာနဲ့စကားတွေအများကြီးရှောက်ပြောရင်ကားစီကိုခတ်တုတ်သွားတယ်ငယ်ကကားနာအထိလိုက်သွားပြီးဖေကိုရန်လုပ်တယ်တိတရန်လုပ်တယ်ဟောမိမကတော့ဖြူဖက်ဖြူရမျက်နှာနဲ့အယောင်မထွက်တဲ့မျက်လုံးကြောင်ကြီးကိုတစ်ဖက်ဖက်မှိတ်ပြီးအကြံယူနေတယ်ဖေကသာဟန်လို့ပြုံးရည်ပြီးမျက်နှာနီကြီးနဲ့ကားကိုမြန်မောင်းထွက်သွားဖို့ပြင်တယ်ကိုလေးကြောင့်ငငယ်ကြံရစ်နေရပေမဲ့နည်းနည်းမှမကျေနပ်နိုင်တော့ဘူးဖေတို့ပြန်သွားပြီးမကြခင်မှာပဲငငယ်တို့လှည့်ပြန်ဖြစ်ခဲ့တယ်တငယ်ချင်းတွေကလည်းနားလည်မှုရှိကြတယ်ကိစ္စကိုပူနွေးပဲဖြေရှင်းဖို့ဖွားရဲ့အိမ်ကိုအမြန်ဆုံးရောက်ချင်စိတ်နဲ့သွားလိုက်တယ်ကိုလေးသာဘေးကမပါခဲ့ဘူးဆိုရင်တခုခုနဲ့ဝင်တိုက်မှတေးကြတယ်ငငယ်စိတ်ကိုထိန်းနာစမ်းဘာမှလည်းဖြစ်တာမဟုတ်သေးဘူးသူတို့ဟာသူတို့လမ်းကြုံလို့ဝင်တာလည်းဖြစ်နိုင်တယ်ငါတို့ထင်တယ်လို့ဟုတ်တယ်ပဲထားဖွားကဒါမျိုးကိုလက်ခံမှာမဟုတ်ဘူးဖေကိုစုံးမှာပဲအန်ဒီလေးကလည်းသူ့တငယ်ချင်းကိုတားမှာပဲဘသူမှမသိခင်ပဲကိစ္စပြီးသွားမှာပါနင်ပူညံလို့လို့မေတိသွားမှပေါ့လော်ရိုက်ကုန်မယ်လို့ကိုလေးကတတိပေးတယ်ဖွားတို့အန်ဒီလေးတို့ကိုငငယ်ရဲ့တိုင်တရာအားကိုရာအဖြစ်မျောလင့်တကြီးနဲ့သွားကြတယ်ဒါပေမဲ့အံ့ဩစရာကောင်းလိုက်တာကြောက်ရွံ့စရာကောင်းလိုက်တာဖွားတို့အန်ဒီလေးတို့ရဲ့တုံ့ပြန်မှုတွေကိုငငယ်အံ့ဩလိုက်တာငငယ်တို့မောင်နှမရဲ့အရေးကြီးဆုံးကိစ္စကိုတေးမွားတိမ်ငယ်သွားအောင်လုပ်လိုက်ကြတယ်ပြီးတော့ငငယ်တို့ကိုပြန်ပြီးလက်ညှိုးထိုးတယ်မေကိုမဆိုင်မဲဆွဲပြီးအပြစ်တင်တယ်မေတက်လှုပ်လိုက်တာတွေလာပြောတယ်လို့ဆွဆွဲတယ်ဘလို့ရှင်းပြလို့မှလက်မခံကြတဲ့အပြင်ဘွဲရပညာတတ်မိန်းကလေးတယောက်ကကလေး3ယောက်အဖေကြီးကိုစိတ်ကူးတဲ့တောင်ထဲ့မှာမဟုတ်ဘူးမိသားစုအားလုံးနဲ့ရင်းနှီးပြီးဆွေမျိုးတွေလိုဝင်ထွက်သွားလာနေတဲ့မိန်းကလေးသူများအရက်ဒေတာမှာမျက်စိတငယ်နဲ့လာနေတဲ့မိန်းကလေးကို
ဆက်ဆာနနာလဲပြောကြမှာပေါ့ညီမေရောညီရောမိန်းမတွေမဟုတ်ဘူးလားညီမေကိုပြောလိုက်ငယ်ငယ်ပညာမတက်တောင်မှကိုယ်ပိုင်ဉာဏ်နဲ့ချင့်ချိန်ပြီးမှပြောလို့အန်တီလေးရဲ့စကားချမ်းကြီးကိုကြားလိုက်တဲ့အခါငယ်ငယ်ဘလို့မှတီးမခံနိုင်တော့ဘူးလက်သီးကြစ်ကြစ်ဆုပ်ပြီးချုပ်တီးထားသမျှတွေကိုဘလို့မှတိတ်စီးထားဖို့မနိုင်တော့ဘူးဖော်မီကာစပွဲမမကိုလက်သီးနဲ့ထူးပြီးဒေါသတွေကိုအဆုံးမဲ့ဖွင့်ထုတ်ပစ်လိုက်တော့တယ်အဲ့ဒီအချိန်မှာငယ်ငယ်ဘသူ့ကိုမှကြောက်မနေတော့ဘူးအရာရာကိုရင်ဆိုင်ပစ်လိုက်မယ်ဆိုတဲ့စိတ်တစ်စိတ်ပဲရှိနေတာမမေကိုဆွဲထည့်စရာမလိုဘူးအန်တီလေးဒီကိစ္စမမေလုံးဝမသိဘူးနေရာတကာလိုက်ပြီးပညာတက်တာတွေမတက်တာတွေပြောမနေနဲ့ဒါပညာနဲ့မဆိုင်ဘူးဆက်စလူးထတာဖောက်ပြန်တာရိုးရိုးသားသားဖြူဖြူစင်စင်ဆိုရင်ဘာမှမဆိုင်တဲ့ယောက်ျားလေးတစ်ယောက်နဲ့မိန်းမတစ်ယောက်ဒီလောက်ကြီးအထိတွဲနေစရာမလိုဘူးနှစ်ယောက်တည်းတွဲပြီးသွားလာနေတာမြန်မာမျက်စိနဲ့ဘလို့မှအမြင်မတော်ဘူးငယ်ငယ်ကမိန်းကလေးမို့မိန်းမချင်းစာနာလို့ဒီလိုလာပြောတာမစာနာတက်ရင်အဲ့ဒီနေရာမှာတင်ပါဆွဲရိုက်ခင်မှာပေါ့ဒီတစ်ခါနောက်ဆုံးပဲဖြစ်ပါစေနောက်တစ်ခါဆိုရင်ငယ်ငယ်အပြက်ရှင်းမယ်ကိုကိုလေးကငယ်ငယ်ကိုအတင်းဖမ်းချုပ်ပြီးအပြင်ကိုဆွဲထုတ်ခေါ်လာခဲ့တယ်အဲ့ဒီနေမှာပဲငယ်ငယ်တို့တိုးဝတ်ထားတဲ့ကိစ္စတွေမေမေတိသွားတယ်ပြင်းထန်တဲ့လောင်မြိုက်မှုစတင်တဲ့နေပါပဲဖွားဖွားတို့ဘက်ကတော့ငယ်ငယ်ကိုမိစားတဲ့ငယ်ငယ်ရှို့တဲ့မိကြောင့်အမိုက်ကစပြတ်တက်မိလောင်ဖြစ်မယ်လို့ပြောတယ်ထားပါတော့ငယ်ငယ်ကမိစားဆိုရင်မဟုတ်တာလုပ်တဲ့သူတွေကအမိုက်တွေပေါ့အမိုက်တွေဆိုတာလောကကြီးအတွက်ဘယ်နေရာမှာအသုံးဝင်သလဲဒီလူမှုရေးအမိုက်စာကိုပြဖြစ်ဖို့သဘောမတူနိုင်ကြဘူးလားဘသူမှမကြိုက်တဲ့လက်မခံတဲ့မပြုတ်တင်ဘူးဆိုတာအားလုံးနားလည်ထားကြပါတယ်အပြစ်ကိုအပြစ်လို့မမြင်တာစစ်တာမဟုတ်ဘူးနှစ်တာအပြစ်ရှိတဲ့သူတွေဘက်မှာမမမမတ်ရက်တီတာရုပ်မာတာပဲငယ်ငယ်တိတ်မုံတယ်မာယာများတဲ့မိန်းမတွေကိုမုံတယ်ညှို့ငင်ဖန်းစားတတ်တဲ့စိတ်မိုက်ရိုင်းတွေကိုမုံတယ်တက်မစိတ်နဲ့ရစ်မှုရိမ့်ရိုင်တတ်တဲ့ယောက်ျားတွေကိုမုံတယ်ငယ်ငယ်သတိထားမိတယ်လေလူမှုရေးအမိုက်စာကိုမိရှို့တဲ့အခါအမိုက်ရောရှို့သူရဲ့နှလုံးသားမှာပြကြရတယ်လို့ငယ်ငယ်တို့မိသားစုရဲ့ဆက်ဆံရေးမှာနှွေးထွေးမှုလှိုက်လဲမှုတွေအငွေ့ပြန်သလိုပျောက်ကဲသွားရပြီလက်ထဲမှာလွတ်ကျသွားပေမဲ့ကွယ်မသွားပဲအဲ့ရာတွေထင်ကြံရစ်တဲ့ဖန်ခွက်လေးတစ်လုံးကိုတိတ်ကိုအကြည့်တန်သွားပြီမိသားစုစကားဝိုင်းမှာတော့ဖေဖေဟာဟန်ပြည့်မှန်ပြည့်နဲ့ညင်းနေတော့မှာပဲမေမေနဲ့နှစ်ယောက်ချင်းတီးတိုးရန်ဖြစ်ကြတာမေမေကဖေဖေကိုဟိုမသွားရဒီမသွားရချုပ်ချယ်တာဖေဖေကမေမေကိုအပြစ်မြင်တက်လာတာအိုးခဏခဏအဖုအထက်ဖြစ်ခဏခဏကိုယ်ကောက်ခဏခဏညစ်ပေလာတဲ့မိသားစုဆက်ဆံရေးတွေထဲမှာဖွားဖွားတို့ရဲ့ဒသနာတွေကြောင့်လဲတယောက်နဲ့တယောက်ပို့ပြီးကင်းကွာလာခဲ့ကြတယ်ထင်ပါရဲ့ကိုယောက်ျားကိုအလိမ္မာနဲ့ဆွဲဆောင်မယ်မဟုတ်ဘူးဈေးပါဆက်ကျန်းကြီးနဲ့ကက်ကက်လောင်ဆွာနေတယ်မဟုတ်တာကိုအဟုတ်လုပ်ပြီးစင်အိတ်ရာစိတ်နိုးလုပ်တယ်တကယ်တမ်းကိစ္စများပြီးကြံခဲ့ရင်ဘယ်သူနစ်နာမလဲဟိုကယောက်ျားလေးအရာရှိတယောက်မိန်းမဆိုတာလိမ္မာပါနဲ့ရတယ်ဆွဲဆောင်တက်ရတယ်လို့ဖွားဖွားကဩဝါဒလာပေးတယ်ဒီစကားကိုကြားရတဲ့အခါငုတ်နေတဲ့မိမိကောင်းကစက်ခနဲပြန်မော့လာတယ်တိတ်ဆိတ်နေတဲ့မိမိနှခမ်းနှလွားစက်ခနဲပွင့်လာတယ်မဆွဲဆောင်နိုင်ဘူးအန်တီသားကိုဆွဲဆောင်ပြီးယူခဲ့တာမဟုတ်ဘူးအန်တီသားကလည်းကျမကိုပါးနဲ့လို့ယူခဲ့တာမဟုတ်ဘူးကျမတသက်လုံးရိုးရိုးသားသားပဲနေလာခဲ့တာသားသမီးတွေအပြိုလူပြိုဖြစ်မှသူများနောက်ပါသွားခြင်းနဲ့ယောက်ျားကိုဖျားရောက်နေရအောင်မလားသွားခြင်းနဲ့လမ်းကသွားချက်မှာကျမတို့မှာထုံးစံမရှိဘူးလို့ပြက်ပြက်သားသားပြောခဲ့တယ်ငယ်ငယ်တို့မောင်နှမတွေကိုလည်းရှင်းရှင်းလင်းလင်းပဲမေးခဲ့တယ်မေမေလို့ဘယ်နှစ်ယောက်ခေါ်နိုင်မလဲတဲ့ငယ်ငယ်ဘဝတသက်တာမှာဘလို့မှမေ့ပြောက်လို့မစွမ်းနိုင်တဲ့တုံးလုံးခြောက်ချပွဲငိုးရှိုက်တန်ပြင်းရှာရှာကြီးဟာငယ်ငယ်တို့စီကိုလှိုင်းလုံးကြီးတွေတက်လာသလိုပြေးဝင်လာတတ်တယ်ယောက်ျားတစ်ယောက်ရဲ့ငိုးရှိုက်တန်ဖေဖေရဲ့ငိုတန်ငယ်ငယ်နှမျောတက်တာယူကျုံးမရခြင်းများစွာနဲ့လွမ်းဆွနေရတဲ့ဖေဖေရဲ့ရှိုက်ငင်တန်အဲ့ဒီနေ့ဟာငယ်ငယ်တို့ကျောင်းရဲ့မြောက်ဖက်တကားပေါက်ကတမပင်ကြီးရဲ့အောက်မှာပေါ့တ
တခါမှကျောင်းကိုလာလိမ့်မရှိတဲ့ဖေဖေကထမင်းစားကျောင်းဆင်းချိန်မှာကျောင်းကိုရောက်လာတယ်နက်နက်စောစောကျောင်းမလာခင်တုန်းကမိမိရဲ့ဒေါသမျက်ရည်တွေကိုတုပ်ပေးခဲ့ရသေးတယ်အခုဖေဖေကကားကူရှင်ကိုမျက်နှာအပ်ပြီးငိုးဆိုင်နေတယ်ကိုကြီးကဖေဖေလို့တွတ်ခေါ်ယုံကလွဲပြီးဘာမှမပြောတတ်ဘူးကိုလေးကတော့မေယိုကားကြီးထောင်နေအောင်အန်ကိုတင်းကြိတ်ထားတယ်ငယ်ကဖေကိုတနာပေမဲ့နှစ်သိမ့်ဖို့စကားရှာမတွေ့တာရဲ့စကားအမျိုးမပြောချင်တာရဲ့ကြောင့်နှုတ်ဆိတ်နေလိုက်မိတယ်ကျောင်းကိုမလာခင်မနက်စောစောတုန်းကတော့မိကိုငယ်စကားတွေအများကြီးပြောဖြစ်ခဲ့သေးတယ်မိဒေါသဖြစ်လို့လဲမျက်ရည်ကျစရာမလိုဘူးရှက်လို့လဲမျက်ရည်ကျစရာမလိုဘူးဝမ်းနဲ့လို့လဲမျက်ရည်ကျစရာမလိုဘူးငယ်တို့မိတို့သိကျင်တာကိုပြက်သားသိရတယ်ဆိုရင်ဝမ်းသာပါတယ်မိမှာအားကိုးစရာသား2ယောက်သမီး1ယောက်ရှိတယ်လေမိကြီးနဲ့ဆမ်းမဆိုတဲ့စကားတွေကိုသမီးအငယ်ဆုံးနဲ့မတန်တဆပြောခဲ့သေးတယ်ပြောညံ့အေးစီးလာတဲ့ကိုကြီးကိုကြောပြီးဘာကိုမှအမှုမထားတတ်တဲ့ကိုလေးကိုကြော်ပြီးငယ်လူတွင်ကျဲလောက်ခဲ့သေးတယ်ဖေကိုမမုန်းပေမဲ့နှစ်မသိချင်ဘူးဖေကိုအပြစ်မတင်ရက်ပေမဲ့အားမပေးနိုင်ဘူးဖေကိုမခွဲခွာလို့ပေမဲ့အတူနေကြဖို့လည်းမဖြစ်နိုင်တော့ဘူးလေအကာအကွယ်အမျိုးနဲ့ဖုံးအုပ်ထားပေမဲ့ဘွားကနေပေါ်လာလိုက်တဲ့ရှက်စပွဲဇက်လန်တပုံမှာမိဟာလူချမ်းမာကြီးဖြစ်သွားခဲ့တယ်ရုံးကိစ္စနဲ့နေထွက်စရာရှိတယ်လို့အကြောင်းပြပြီးတမျိုးထဲမှာပဲအိုးအိမ်တစ်ထူထောင်နေတဲ့ဖေနဲ့အဲ့ဒီမိမကိုဘယ်နေရာမှာရှိပါတယ်လို့အတိအကျသိရတဲ့နေ့မိကိုချစ်တဲ့မိတ်ဆွေတွေကလည်းအများသားမိရိုးတာမိကိုဖေအမျိုးတွေကအထင်သေးတာကိုမခံမရနိုင်ဖြစ်နေကြတဲ့မိဈေးမျိုးဈေးနွယ်တွေကတမျိုးမျိုးသိမ့်နိုင်လွန်းတာကိုအားမရတဲ့ဈေးမိတ်ဆွေတွေကလည်းအမျိုးအကြံတွေပေးကြကူညီကြတာကလည်းကောင်းသလားဆိုသလားငယ်မစင်စားတတ်တော့ပါဘူးမိကသာစစ်ဆက်စုံစမ်းမနေတာမိအဖွဲ့တွေကမခံကျင်စိတ်အပြည့်နဲ့ဖေတို့ကိုစောင့်ကြည့်နေခဲ့ကြပုံပေါ်ပါတယ်နောက်ဆုံးမှာတော့ဖေတို့အမျိုးဖုံးကွယ်ထားတဲ့ကိစ္စကြီးဟာပုတ်လွန်အားကြီးတော့လဲပေါ်ခဲ့ရလေတော့တယ်မိတ်ဆွေတွေကမိကိုတိချာခေါ်ပြီးလက်တွေတက်တည်ပြခဲ့ကြတယ်အခါကညင်းဆိုဖုံးကွယ်ခဲ့တာတွေမယုံတဝက်ယုံတဝက်နဲ့တို့လောတွေးခဲ့ကြတာတွေကိုနှီးကုံချုပ်စီတဲ့နေ့ပေါ့မမျှော်လင့်ပဲတွေးလိုက်ရတဲ့မြင်ကွင်းကိုမိရဲ့တိုးဝက်သိမ်းစီးထားတဲ့ဒေါသတွေဟာအဖုံးကာမဲ့ပွင့်ထွက်ကုန်ရပါရဲ့လူရှိသူရှိမှာအဲ့ဒီမိမကိုရိုက်နှက်ဆဲဆိုခဲ့တယ်ငယ်တို့မောင်နှမ3ယောက်ရဲ့8ယောက်မှမိဟာမျက်ရည်တွေတွေ့ကြပြီးအမေမိမရိုင်းကြီးဖြစ်သွားပြီးရိုင်းပြသွားပြီလို့မရှိတင်ခဲမြည်တမ်းတယ်မိရဲ့တောက်ခေါက်တန်တွေမျက်ရည်တွေတောကတွေကိုမောင်နှမ3ယောက်မျှဝေတဲ့ပို့ပြီးလေးလံတဲ့စိတ်တွေနဲ့ကြောင်းတက်လာကြရင်ထမင်းစားကြောင်းဆင်းချိန်မှာဖေကိုမျက်ရည်လဲရွှဲနဲ့တွေ့ရပြန်တယ်ကူညီရင်းနှီးကြရင်တနာသွားမိတယ်လို့အတန်တိုးတိမ်ကလေးနဲ့ဖေကအတီးပြုတ်လိုက်ပြီးနောက်ပြီးဖေတို့ဒီမှာဆက်နေဖို့မဖြစ်နိုင်ကြတော့ဘူးဟိုတစ်ဖက်မှာတိတ်ကိုအဆက်ရသွားရှာပြီးဒီအတွက်ဖေမှာတာဝန်ရှိတယ်ဆိုတဲ့ဖေရဲ့သစိမ်းအပေါ်တာဝန်ကျေခြင်းလွန်လှတဲ့ဆန္ဒကိုငယ်တို့ကဝိုင်းဝန်းဖြည့်ဆည်းကြရတော့မယ်ငယ်ကဖေစကားတွေကိုဘလို့မှဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့ဘူးကျဉ်ထန်နေတဲ့မျက်နှာကိုရော့ပါနိုင်တာကလွဲလို့မျက်ရည်တစ်စက်မှမကြမိတဲ့ငငယ်ရင်ထဲမှာတော့ဖေလို့ခေါ်တဲ့တွေပဲ့တင်ထက်လို့ကြံရစ်ခဲ့တယ်ငယ်တို့မိသားစုတဲကနေဖေကလူသိရှင်ကြားထွက်သွားခဲ့တယ်လူသူလေးပါမမြင်နိုင်ပေမဲ့ငယ်တို့သားမိ4ယောက်ရဲ့ရင်ထဲမှာတော့ဖေအရိတ်တွေဟာစိုးမိုးကြံရင်နေသေးပါပဲမိသားစု9ယောက်နေခဲ့တဲ့အိမ်မှာနေရာ9နေရာပစ္စည်း9မျိုး9ယောက်စာခြေရလက်ရာတွေဟာလွယ်နဲ့ပျောက်မသွားနိုင်ပါဘူးမနက်မိုးလင်းလို့အိပ်ယာထတာနဲ့သွားတိုက်စေးထဲနေကြတပုတ်တန်9ချောင်းအစားဖေတပုတ်တန်လေးကိုပလတ်စတစ်ချင်းထဲမှာတစ်ချောင်းနဲ့ချက်ရစ်ခဲ့ပြီးကြံတဲ့တပုတ်တန်လေးချောင်းကိုသွားတိုက်စေးထည့်ရတဲ့အခါရင်တွေတလှက်တုံးပြီးမျက်ရည်တွေရစ်ဝိုင်းလာတတ်တယ်အထူးသဖြင့်မိသားစုဆုံကြီးလက်ဆောင်စားခဲ့ကြတဲ့ညထမင်းဝိုင်းတွေမှာပြောစရာစကားဆအရှာမရအောင်တိတ်ဆိတ်နေပြန်တယ်
ဖေဖေထိုင်နေကြနေရဖေဖေစားနေကြထမင်းပကံလေးပျောက်နေတာကိုကြည့်ရင်ရင်ပြေသွားတယ်ထမင်းလောက်တဲတဲ့လက်နှင်းလေးတွေကိုကိုကြီးရဲ့ငိုရှိုက်တန်အကြီးကပုတ်ချလိုက်သလိုဖြစ်သွားပြီးမပြီးသေးတဲ့ထမင်းဝိုင်းကိုတိတ်ငဲ့ရပေါင်းလဲများခဲ့ပြီလေစွန့်ခွာသွားတဲ့သူတွေနဲ့ကြံရစ်သူတွေမှာကြံရစ်သူကပိုးပြီးခံစားရတယ်ဆိုတာဖေဖေနားလည်နိုင်ပါမလားငငယ်တို့သားမိလေးယောက်ရဲ့ရင်အနာကိုကုဖို့ငငယ်တို့ပေါ်မှာနားလေဆန္ဒသူတွေကခရီးတစ်ခုခုထွက်ပြီးစိတ်ပြောင်းအောင်လုပ်ဖို့အကြံပေးတယ်မိသားစုတွေကခြေနှချောင်းထွက်သွားတဲ့ကိစ္စအတွက်ဘေးရင်ရေရဘာမှမလုပ်ခဲ့ပေမဲ့ခရီးထွက်တယ်ဆိုတာကလက်တွေ့ကျတဲ့အလွဲပြောင်းတစ်ခုဖြစ်နိုင်တာကြောင့်တနေရာကိုအလွဲသွားကြဖို့စဉ်းစားကြတယ်အဓိကအချက်ထားပြီးရှောင်ကြတဲ့နေရာတွေကဖေဖေနဲ့အတူမိသားစုပျော်ပျော်ပါပါရောက်ခဲ့ဘူးတဲ့နေရာတွေပါပဲအားလုံးတစ်ခါမှမရောက်ဘူးတဲ့မော်တင်စွန်းဖျားပွဲကိုတွားကြဖို့အားလုံးသဘောတူကြတယ်ဒါပေမဲ့လည်းခရီးထွက်ဖို့စပြီးပြင်ဆင်ကြပြီးဆိုကြတဲ့ကလူမစုံတဲ့တောကနဲ့မကင်းနိုင်ပါဘူးငငယ်တို့မောင်နှမတွေဟာအသင့်အတင်အရွယ်ရောက်ပြီးမို့လို့ဆိုနိုင်ပေမဲ့ဖေဖေဥဆောင်မှုနောက်မှာအစင်သင်းဆိုတဲ့အရာတော်တော်များများနဲ့လူဖြစ်လာရတာဆိုတော့ဥဆောင်မှုမဲ့ခရီးထွက်ရတဲ့အခါပျော်စရာမကောင်းမဲစန်တဝါဝါနဲ့စိတ်ညစ်စရာတောင်ပို့ပြီးကောင်းနေသေးတယ်မိမိကလည်းဈေးရောက်တာတစ်ခုပဲလဲလဲဝဲဝဲရှိတာဆိုတော့ကိုကြီးနဲ့ကိုလေးရဲ့ရောင်နှနှဥဆောင်မှုနောက်ကိုဝိုးတွားရှောက်လိုက်နေရတာစိတ်ညစ်ဟန်တူပါရဲ့ပြန်ကြစို့နဲ့ငငယ်တို့အားလုံးခရီးမဆုံးငင်ပဲလှည့်ပြန်ခဲ့ကြရတယ်ငငယ်တို့မိသားစုမှာစကားအနည်းဆုံးမိမိကစကားပြောစရာမတွေ့အောင်ရှာပြီးပြောရှာပါတယ်ဒါပေမဲ့လည်းစကားဝိုင်းဟာဆိုမလာခဲ့ဘူးနောက်တော့မိမိကသူ့လုံနေကြအိမ်မှုကိစ္စတွေကိုပဲဖိလုပ်နေရင်ဆက်ရုပ်တရုပ်နဲ့တူလာခဲ့တယ်ကိုကြီးကတော့ဘလို့ခံစားနေရလို့လည်းမသိဘူးဖွားဖွားတို့အိမ်ဘက်ကိုခြေဦးမလှဲ့တော့ဘူးအိမ်မြဲနေတယ်သူ့အိမ်မြဲနေပုံကလည်းအခန်းထဲကမထွက်တဲ့အိမ်မြဲပုံဆိုတော့ငငယ်စိတ်ထဲမှာမကြိုက်ချင်ပါဘူးကိုလေးကတော့အိမ်ကိုအိတ်ချိန်လောက်မှပြန်လာတယ်လို့ပဲစားချိန်တောင်အိမ်ပြန်မလာတတ်တော့ဘသူကအများသူ့ကိုထမင်းကျွေးနေပါလေလို့တွေးနေမိတယ်မိမိကကိုလေးပြန်လာချိန်ဆိုအိတ်ပျော်နေပြီမနက်ခင်းမှာဈေးခင်းအတူတူသွားရင်တော့ပြောပါတယ်အိမ်လေးပါလေးပြန်ကပ်ဖို့မိမိကငငယ်ကိုအေးတီအေးဆက်ပြန်ပြောတယ်ငငယ်ဆိုတော့ပါများပြောနိုင်တော့မှလဲငငယ်လားငငယ်တော့စာရီပဲလှိမ့်ဖက်ရတာပေါ့ဖေဖေပေးခဲ့တဲ့အမွေဟာစာအုပ်တွေပဲကြံခဲ့တာလေငငယ်ရင်ထဲမှာစာဖတ်ရင်ရခဲ့တဲ့အသည့်တရားတွေလွှမ်းမိုးနေပါတယ်ငယ်ကလေးကတလုံးဖတ်ခဲ့တဲ့စာတွေဟာအခုလိုကိုမကြုံချင်တဲ့ဒုက္ခနဲ့ရင်ဆိုင်ရရင်ခံနိုင်ရရှိဖို့ဆိုတာချက်ချင်းတတိရခဲ့ပါတယ်အထူးသဖြင့်အခုလိုစိတ်ခံစားမှုပြည့်ထန်နေတဲ့အချိန်မှာရင်ကိုအေးစေဖို့မြတ်ဗုဒ္ဓရဲ့တရားတော်တွေကိုတတိရှိရှိနဲ့ဖတ်ရတယ်အရေးကြီးဆုံးကဖေဖေအကြောင်းကိုနားလေစိတ်နဲ့တွေးနိုင်အောင်ပါပဲအကိုကြီးနှစ်ယောက်နဲ့ဆိုင်ရင်ငငယ်ကကိုယ်စိတ်ကိုနိုင်သေးတယ်လို့သဘောကျမိပါရဲ့ဒါပေမဲ့လည်းရင်ထဲမှာတော့စိုးနေနေကြီးရဲ့ရင်ထဲမှာဆူနေတဲ့ဆူတစ်ချောင်းကိုထွင်ပြီးလို့ကြမ်းခဲ့တဲ့ဝေဒနာပဲလေအချိန်တူတူအတွင်းမှာတော့ဘယ်ပြောက်နိုင်ပါမလဲမမျှော်လင့်ပဲမတ်တဲ့အိမ်မက်တွေကိုတော့မှမနှက်မိုးလင်းတော့တတိယနေကြသေးတာပဲမဟုတ်လားငငယ်တို့တွေ့ကြုံရတာတွေဟာအိမ်မက်မဟုတ်ပေမဲ့အိမ်မက်တစ်ခုလို့ထင်မိနေစေပဲလေဘာပဲဖြစ်ဖြစ်ပေါ့လောကနှစ်တန်းတစ်ချက်အဝတ်မှာကိုယ်ချေဆုံးကိုအားပြုပြီးခီးနှင်ဖို့တော့ပြင်ကြရပြီအိမ်တလုံးရဲ့အထားအသို့အပြင်ဆွေတွေအားလုံးအစ်စ်ပြောင်းလဲပစ်လိုက်ကြတယ်ခြေရလက်ရအစ်စ်တွေမှာတော့အားလုံးလူ၄ယောက်စာအဟောင်းဟူသမျှအမြင်အာရုံကဖဲအနေထားအားလုံးအစ်စ်ဖြစ်ပြီးဆိုတော့မှမေ့နိုင်ပြီးတယ်လားဘယ်နေရာမှရေးချစ်ထားတာမဟုတ်တဲ့စကလုံးလေးနှလုံးကိုတော့ဘယ်အရာနဲ့မှဖျောက်ဖျက်လို့မရနိုင်ခဲ့ပါဘူးအဲ့ဒီစာလုံးလေးနှလုံးဟာဖေဖေပေါ့ခဏတိုင်းတွေးမိတယ်ဖေဖေဘာလို့များဖြစ်သွားတာပါလဲဖေဖေဟာစာရီအများကြီးဖတ်ထားတဲ့သူဖေဖေရင်ထဲမှာဘဟုတုတတွေအများကြီးရှိပါရဲ့နဲ့ဘလို့ဖြစ်သွားရတာလဲဖေဖေရဲ့လို့ငငယ်တယောက်တည်းညည်းမိပါတယ်တွေးအေးသွားတော့မှမာနတရားကြောင့်တွေးဆူဆူနဲ့မှားခဲ့ကြတာလားဒီလိုဆိုတော့လည်းမဟုတ်ပါဘူးလေမေမမှားပါဘူးဘယ်မိမမဆိုမိမိနေရာမှာရှိရင်မိမိလိုပဲဆုံးဖြတ်မယ်လို့ထင်မိပါတယ်အိုးမဟုတ်သေးဘူးဒီအပြောင်းလဲဟာငငယ်တို့ဆုံးဖြတ်ချက်ကြောင့်ဖြစ်ရတာမဟုတ်ဘူးလေသူ့လိုပြောင်းလဲသွားတာဖြစ်လဲမဟုတ်ဘူးဖေဖေပတ်ဝန်းကျင်ကတော့စိတ်နာစရာအကောင်းဆုံးနဲ့အမှန်တရားအကင်းမဲ့ဆုံးလူတွေဖြစ်နေတာတော့သိကြတယ်
သူတို့တွေကြောင့်ငငယ်တို့မိသားစုပြိုကွဲခဲ့ရပေမဲ့သူတို့ကိုလည်းငငယ်တို့ကဘာမှပြန်လို့မရနိုင်ဘူးလေကိုလေးကသွေးဆူဆူနဲ့ဒေါသကြီးရင်အောင်မေကတော်ပါတော့သားရဲ့ရံမိတွေငိမ့်လိုက်ပါတော့တဲ့တေချာတာတစ်ခုကတော့ငငယ်တို့ရဲ့ဒီအပြောင်းလဲကိုရက်တန်သွားအောင်ဘလို့မှလုပ်လို့မရနိုင်ဘူးဆိုတာပါပဲတခုခုကတောင်းဆိုလာခဲ့ရင်ဘလို့မှညင်းပယ်လို့မရနိုင်ဘူးဆိုတာလူဘဝရဲ့ကံတရားပဲလို့နှစ်ဆိုတဲ့အချိန်ကာလဟာဘာမှကိုမကြလိုက်တယ်လို့ပါပဲအယ်ကိုဟောအဆီတက်ပြီးပြည့်ဖြိုးနေတာကလွဲလို့ဖေဘာမှပြောင်းလဲမသွားပါဘူးဘောင်းမီရှည်ကြိုက်တဲ့ဖေကအညိုရင်ရောင်ဘောင်းမီရှည်နဲ့အဖြူခံမှာအနီရဲရဲအပွင့်ပြောက်ပါတဲ့အင်ဂျီကိုဝတ်ထားတယ်ရီမောကြည်လင်နေတဲ့ဖေမျက်နှာကိုကြည့်ရတာအသက်ထက်9နှစ်လောက်ပိုးပြီးနှုတ်ပြနေမယ်လို့ထင်ရတယ်မိသားစုတွေကထွက်သွားပြီးရဲ့နောက်အတန်းလုံးတွေကထွက်သွားဖို့အမျိုးမျိုးစူးစမ်းထူးမှတ်နေကြဆဲမှာဖေကဆားရဲစာတန်းပေါ်မှာငယ်စဉ်ဖြတ်ဖို့ခဏပြန်လာတယ်လေပြီးခဲ့တဲ့နေ့ကတရားရုံးမှာဖေနဲ့မေတရားဝင်စရင်ဖြတ်ကြတယ်လက်ရှိအတွင်းပြင်ပစ္စည်းအလုံးကိုသားသမီး3ယောက်အတွက်အမွေးတဲ့မေကဘာတခေါမှမပြောဘဲဖေဆန္ဒအလုံးကိုသဘောတူလက်မှတ်ရေးထိုးပေးလိုက်တယ်မေကိုဘာမှပြောစရာမကြံအောင်လဲဖေကနောင်ရုတစ်ဖက်ကန်းကဖောင်ကလေးကိုဖြတ်နိုင်ခဲ့တယ်မဟုတ်လားဖေတို့တိုင်းတစ်ပါးကိုအပီးပိုင်ထွက်ကြတော့မယ်ဆွေကြီးမျိုးစုရဲ့စီစဉ်ပေးမှုနဲ့တခြားနိုင်ငံမှာသွားပြီးအလုပ်လုပ်ကြတော့မယ်ဖေကသားသမီးတွေကိုတိတ်ကျင်နေဆိုပေမဲ့ငငယ်တယောက်ကပဲဖေကိုသွားတွေ့နိုင်ခဲ့တယ်ဖေကိုအကြာကြီးမတွေ့ရပဲပြုံးစားကြီးပြန်တွေ့ရတာရဲ့ဖေဟာငငယ်တို့ဘဝတွေကထွက်သွားရုံသာမကငငယ်တို့နဲ့တမြေတဲ့တရီထဲမှာတော့မနေတော့ပါလားလို့တွေးမိတာရဲ့ကြောင့်ငငယ်စိတ်တွေဟာမတီမငြိမ်ဖြစ်နေတယ်ခြေပြားလှပြတွေလည်းအေးလို့နှစ်နီးပါးအလှမ်းကွာခဲ့ပြီးဖြစ်တဲ့ဖွားတို့ရဲ့အရေးတွေကိုမလွဲမရှောင်သာတဲ့အကြောင်းကြောင့်ပြန်ဝင်ခဲ့ရတာကိုတော့တိတ်ပြီးမကျေနပ်ဖြစ်မိသေးတယ်။ဒါပေမဲ့ငငယ်ဖေမျက်နှာကိုတဝကြီးကြည့်လိုက်ချင်သေးတယ်။ဖေအတန်ကိုတဝကြီးကြားလိုက်ချင်သေးတယ်။နောက်ပြီးဖေရင်ထဲမှာကြံနေလိမ့်အောင်မဲထင်တဲ့မြစ်တာငွေကလေးကိုခေါလုံချင်မိသေးတယ်။နိုင်ငံသားမှာဆိုရင်အသက်18ပြည့်ပြီးတဲ့သားသမီးတွေဟာကိုချက်တော့ပေါ်မှာပဲကိုရက်ကြတော့တယ်။သူတို့စီမှာလူနေမှုအဆင့်အတန်းမြင့်တယ်လို့စားစီတွေကလည်းကြီးမာတော့ဒီလိုပဲကိုတာဝန်ကိုယူကြရတာပဲအဆန်းမဟုတ်တော့ဘူးသမီးရဲ့ဒါပေမဲ့သူတို့တွေဟာတိတ်ကိုတက်တီကောင်းကြတယ်စွန့်သားတီထွင်လို့ကြတယ်အနိုင်မခံအရှုံးမပေးတဲ့ဇွဲတွေရှိကြတယ်ဒါကြောင့်လဲသူတို့တွေရှေ့ဆုံးမှာရောက်နေကြတာပဲငယ်ငယ်တို့လည်းသူတို့လိုစူးစမ်းရမယ်အခုဆိုရင်သမီးတို့တသက်တာလုံးအတွက်နေစရာစားစရာအားလုံးအဆင်ပြေပြီးသားနောက်ပြီးသမီးတို့တသက်လုံးသားအတွက်ငွေကြေးကအစမပူပင်ရအောင်ဖေစီစဉ်ခဲ့ပြီးပြီကဲဘာလို့သေးလဲတဲ့ငငယ်ဘာပြန်ပြောရမလဲဘာများပြန်ပြောစရာလိုတော့တယ်လဲဖေမျက်နှာကိုတဝကြီးလိုက်တယ်ပြီးတော့ရိုသေလေးစားမှုအပြည့်နဲ့ကြော့လိုက်တယ်ငငယ်သွားတော့မယ်ဖေလို့ခက်မြင်နှုတ်ဆက်လိုက်တယ်ဒါဟာဖွားတို့ပိုင်နဲ့မြေကိုနောက်ဆုံးခြေချခြင်းပဲလို့သဘောထားပြီးလှစ်ခနဲပြေးထွက်လာခဲ့တယ်ငငယ်ဖေကိုဘာမှမပြောပြချင်တော့ဘူးဝေးလက်စနဲ့ဝေးပါစီတော့မတိလက်စနဲ့ပဲမတိပါစီနဲ့တော့ငငယ်တို့အတွက်အမွေတွေအများကြီးပေးခဲ့ပါတယ်ဆိုတဲ့ဖေအတွက်ငငယ်တို့ပေးနိုင်တာဘာမှမရှိဘူးမဟုတ်လားယောက်ျားလေးတစ်ယောက်ရဲ့စိတ်ဓာတ်လို့မထင်ရအောင်ပျော့ညံ့လာတဲ့ကိုကြီးတစ်ယောက်စိတ်ငြိမ်စေးတွေအိတ်ဆေးတွေတောင်းမှအိပ်ပျော်တတ်ရင်မူးယစ်ဆေးဆွဲတဲ့ဝေဒနာကိုစိတ်ယုံတင်ပြီးကုသနေရတဲ့အကြောင်းအိမ်တွင်းအပူကနေရုံထွက်ပြီးဝါသနာပါရာဂီတာဝိုင်းမှာအိမ်မပြန်နှံလှုပ်ရှားနေတဲ့ကိုလေးအကြောင်းတင်ငန်းစာစာအုပ်တွေကိုမျက်နှာနဲ့အပ်ပြီးတောကတွေကိုသာဖတ်မှတ်လေ့လာနေမိလို့ဆောင်းမွေးပွဲတပုတ်ပုတ်ကြနေတဲ့ငငယ်အကြောင်းပြိုင်နဲ့လီကင်းနေပြီဖြစ်တဲ့သားသမီးတွေရဲ့ရှေ့ရေးကိုပူပင်တောကစိတ်တညီညီနဲ့အိမ်အောင်ဦးစီးအိမ်ရှင်မတာဝန်နှမျိုးရုံးကန်နေတဲ့မိအကြောင်းဖေကိုဘာမှမသိစေတော့ပါဘူးငငယ်ဆောက်ကလေးထဲမှာတော့ဝက်ကြာလေးတွေကိုစိတ်လွတ်လပ်လို့ချရေးလိုက်မိတယ်ဒါတွေကိုလည်းဘယ်သူမှမမြင်တွေ့စေဖို့လုံးလုံးချုံချုံတိမ့်ထရမှာပဲဘာဖြစ်လို့လဲဆိုတော့လူတိုင်းဟာကိုယ့်နေရာကကြီးပြီးကိုမြင်တဲ့အမြင်ကိုပဲယုံကြည်တတ်တမိုးထားတတ်ကြတယ်မဟုတ်လားဒါပေမဲ့တခုတော့သိအောင်စူးစမ်းရအောင်ပါမိဘကသားသမီးကိုပေးတယ်ဆိုတဲ့အမွေဟာရွှေလားငွေလားအိမ်လားမြေလား
အောင်မြင်မှုလားဆုံးရှုံးမှုလားအဲ့ဒါငငယ်လိုချင်နေတဲ့အဖြေပါပဲဒီအချိန်မှာငငယ်ကိုငယ်ပါသေးတယ်အတိမကျွဲသေးဘူးလို့ပြောတဲ့ဖွားဖွားတို့အတိုင်းအဝိုင်းကိုငငယ်ပါစုပါမှမတုတ်ပြန်ခဲ့တာဟာငငယ်ထိန်ခဲ့တဲ့ယဉ်ကျေးမှုပါငငယ်သိကျင်တဲ့အဖြေကိုတော့ဘသူကိုမှမမေးပါဘူးအသက်တွေကြီးလို့အတွေးကျတဲ့အခါကိုယ်တိုင်းပဲအဖြေရှာပါမယ်ဒီစာလေးကိုတင်ထားပါမယ်ခန်းစားချက်တို့ပူနွေးစင်မှာတွန်းချခဲ့တဲ့နှလုံးသွေးပါငငယ်တို့ရင်ထဲမှာကျွန့်ကြံရစ်တဲ့အရာနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်